သာသနာနှစ်2568ခုလူတို့ဟောကောဇာတက္ကရာ1389ခုနှစ်တကူလကွယ်စနေနေ့ကောင်းမြတ်တရားသောအချိန်ကောင်းမြတ်တရားသောအခါကာလမင်္ဂလာရှိသောစကိုင်းတိုင်းဒေသကြီးဟုံးမလင်းခရိုင်ဟုံးမလင်းမြို့နယ်ထိန်ကုန်းကြီးရွာရန်ကင်းကျောင်းတိုက်အဝယ်အပါနဂယုံဘုရားစီတော်မြတ်ကြီး၏ဗုဒ္ဓပုဇနိယပွဲတော်ကျင်းပပြုလုပ်ခြင်းဒုတိယမြောက်အောင်ပွဲည၌ထိန်ကုန်းကျွေးရသူကြီးရွာသားများနှင့်တကွဓမ္မကိုချစ်ဓမ္မကိုမြတ်လို့ဓမ္မကိုတန်ဖိုးထားကြလို့ရွှင်လန်းကျေသာဝင်လန်းလို့ရောက်ရှိလာကြကုန်သောဘဝအလစဉ်ညသမသဘင်ပွဲသို့ရွှင်လန်းကျေသာဝင်လန်းလို့ရောက်ရှိလာကြကုန်သောဆွေတော်မျိုးတော်တရားနာပရိသတ်ပေါင်းတော်စင်တော်ကောင်းတို့အတွက်ဟောဖို့နာဖို့ကြီးညိုကြဖို့လို့ဆိုပြီးတော့ရွေးထုတ်လာတဲ့တရားလေးတစ်ပုဒ်ရဲ့အမည်ကဘဝငြိမ်းချမ်းရေးတရားတော်ဘာတရားဘဝငြိမ်းချမ်းရေးတရားတော်ပါဗျာဒုတရားဒေသနာကိုမောကြကေမနာကြသိခင်တရားပိုင်ရှင်ဖြစ်တော်မူတဲ့သုံးလောကထိုထာသဗ္ဗညုမြတ်သောဘုရားရှင်ကိုရောမြတ်ကြီးကိုအရင်အာယုံပြုလို့လည်းချီးမိုးလို့ရှိခိုးကြရကြအောင်အာလုံသောတရားနာပရိသတ်ပေါင်းတော်စင်တော်ကောင်းတို့တွေကမြတ်ဗုဒ္ဓ၏ဂုဏ်ကျေးဇူးတော်အနန္တတွေကိုနှလုံးစိတ်ဝမ်းမှာထုံမွမ်းပြီးတက္ကလာဥစဉ်တို့တိုင်ပေးတဲ့ဘုရားရှိခိုးလင်္ကာလေးကိုယုံယုံကြည်ကြည်မြဲမြဲနုနုကြည်ကြည်ညွညွနဲ့ကြည်ကြည်နဲ့ညီညီလေးလိုက်ဆိုမယ်လွန်ကြည်နုဥသောထုခံထိုက်တံလေးသစ္စာမြတ်တရားကိုပိုင်ချာသိပြန်ဘုံ၆တန်အမှန်ပင်ပြည့်ဖြိုးစိတ်ကြည်လင်ရှင်တော်မြတ်ကိုဦးညို့ရှိခိုးလွန်ကြည်နုဥသောထုခံထိုက်တံလေးသစ္စာမြတ်တရားကိုပိုင်ချာသိပြန်ဘုံ၆တန်အမှန်ပင်ပြည့်ဖြိုးစိတ်ကြည်လင်ရှင်တော်မြတ်ကိုဦးညို့ရှိခိုးလွန်ကြည်နုဥသောထုခံထိုက်တံလေးသစ္စာမြတ်တရားကိုပိုင်ချာသိပြန်ဘုံ၆တန်အမှန်ပင်ပြည့်ဖြိုးစိတ်ကြည်လင်ရှင်တော်မြတ်ကိုဦးညို့ရှိခိုးသာတရားပိုင်ရှင်ဖြစ်တော်မူတဲ့သုံးလောကထွန်းထသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရှိခိုးကြလို့ပြီးတဲ့နောက်မေတ္တာတတော်အနန္တောလို့ဆိုတဲ့အတိုင်းပဲ
30ဓဘုံနန္ဒစစ်ကြဝဠာတွင်မှရှိကြတဲ့ဝိနည်းယဒုက္ခိတဒုက္ခိတတတ္တဝါတွေသည်လည်းပဲမေတ္တာဖြန့်ရင်လန်းနေတဲ့မေတ္တာရှုံရင်လုံးနဲ့မေတ္တာဆေးဟာအေးတယ်မွေတယ်ဒါကြောင့်အလုံးသောတရားနာပရိသတ်ပေါင်းသူတော်စင်သူတော်ကောင်းတို့ရဲ့ယင်တဲ့နှလုံးသားထဲမှာကရုဏာ၏ထုံမွမ်းပြီးတက္ကလလောကရကြီးတစ်ခုလုံးကိုမေတ္တာမြတ်ဖြန့်ကျက်ကြရအောင်အလုံးလိုက်ဆိုပါတတ္တဝါမန္တမြအနန္တအထွေတွေကိုယောစေယောချမ်းမြေပါစေဒီဗျာဝိကွာအေးမြပါစေအေးစီကြောင့်ဆုတောင်းမေတ္တာဝေငါကိုချစ်တဲ့မုန်းတဲ့သူတွေဘေးရန်ခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေရှင်သမြဆန္ဒပြေပါစေသိတ္တိဆောင်လို့အောင်ပါစေအမောင်တွေခွင်လို့လင်းပါစေအောင်မြင်နေလို့ရှင်ပါစေတတဝါမန္တမြမေတ္တာယအေးမြတ်ကြပါစေတတဝါခသိမေတ္တာကိအေးငြိမ်းနိုင်ပါစေတတဝါမန္တမြမေတ္တာယအေးမြတ်ချမ်းသာရှိပါစေဒိဋ္ဌာသနာသမောရတုတိတယံတုဗျာရကံဒုက္ခကာမဒုက္ခိတိကပိဝန္တုမေတ္တာဒေသနာဒိဋ္ဌာပြမေဆိုလေးစုတရားဘုသည်နှလုံးချစ်စေရှုတိုင်းမွေကိုမြတ်လေးဆောင်လွယ်ကင်းမပေး၍တည်တိုးတရားမို့ဖြင့်သုံးဖြူစွစွလေးရှိကြကုန်သောစနာစာလူလူရှင်းရှင်းကျင်နာစပွားကပုဂ္ဂိုလ်များတို့သည်လေမောရတုမပေမပံဘဝေချမ်းမြရွှင်လန်းဝမ်းမြောက်ကြပါစေကုန်သတည်းဘုရားတကဗျာအာရကံဘေးရန်ကင်းကွာအနာမရှိဓမ္မတိယကုန်သည်ဖြစ်၍သေတရားယံတုကျန်စီတိုင်းပေါထင်၌ရောက်၍ဝမ်းမြောက်ဝမ်းသာဖြစ်ကြပါစေကုန်သတည်းဒုက္ခကာမကိုယ်ရောစိတ်ပါနှဖျားကြည့်ပြီးကျမ်းမာချမ်းသာခြင်းကိုလိုရှိကြကုန်သောဒုက္ခိတေကာဣမျိုးဝေလယံနိဗ္ဗာန်ဆုတောင်းသင်သူတော်ကောင်းသူများလောင်းပေါင်းတို့သည်မေတ္တာဒေသနာမေတ္တာရည်စဉ်ကြည်လင်လိုက်အေးမြိုင်စီတည်သောတရားရည်ကိုကြီးကိုဘိဝန္တုခံယူချိုးသောက်နိုင်ကြပါစေကုန်သတည်းဘိဝန္တုတိတနှင့်ပခုံးထက်စီ၌ရွှေလူရွယ်ဖြန်းလူဖြန်းထန်းလူထန်းစိန်လူစိန်မေတ္တာရှိမချောင်ညို့ရအောင်တောက်ချိုးသုံးဆောင်နိုင်ကြပါစေကုန်သတည်း
တရားပိုင်ရှင်ဖြစ်တော်မူတဲ့သုံးလောကထောထသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလည်းပဲရှင်ကိုကရောလို့ပြီးပြီ30ဘုံနဲ့စစ်ကြောင်းလာတွင်မှာရှိကြတဲ့ဝိနည်းယသုကိတဒုက္ခိတတတ္တဝါတွေကိုလည်းပဲမေတ္တာပို့သားလို့ပြီးပြီလို့ဆိုတော့ဒီကနေ့ညရဲ့ဓမ္မသဘင်ကိုစတင်ပြီးတော့မှဟောနာကြည်ညိုကြပါစို့အဲ့တော့ဒီကနေ့ညရဲ့ဓမ္မသဘင်စတင်ဟောနာကြည်ညိုကြမယ်လို့ဆိုတော့ရွေးထုတ်ထားတဲ့တရားလေးတစ်ပုဒ်ရဲ့အမည်ကဘာပါလဲဘဝငြိမ်းချမ်းရေးတရားတော်ဘာတရားဘဝငြိမ်းချမ်းရေးတရားတော်ပါဗျာ။ဩဆွေတော်မျိုးတော်တန်ရောစဉ်နဲ့မေးကြည့်ပါဦးမယ်မနေ့ညကဆရာတော်ဘုရားကြီးကဘာတရားဟောသွားအဲ့လိုလေးမှတ်မိကြဘဝအထက်တန်းဘဝအထက်တန်းပြည့်လန်းကြပါစို့လို့မဟုတ်ဘူးလားဟုတ်လားနေ့လေရေစက်ချတရားမှာလွယ်ဦးဆရာတော်ကဘာတရားဟောသွားအကအနစ်ရွေးစီစစ်ပါဘာတရားတွေတော့မင်းညာဆရာတော်ဘုရားကြီးကပြိတ္တာရေးဒေရကြီးပမာဇီနယ်လေဓမ္မဂရိကာများရဲ့ဩဝါဒစရိယာလည်းဖြစ်တယ်ဒုက္ခရလည်းပဲရေးတာကြီးတစ်ခုကိုတီထောင်ပြီးတော့နေ့စဉ်နဲ့အမြပြိတ္တာရေးရဗုဒ္ဓရဲ့တရားဓမ္မတွေကိုပြန်လည်လို့ကျေးဇူးရှိကြတဲ့ကျေးဇူးရှင်ပစ္စည်းလေးပါးတရားဓမ္မများကိုနေ့စဉ်နဲ့မြပြိတ္တာရေးမင်္ဂလာဆရာတော်ဘုရားကြီးကဓမ္မနဲ့ကျေးဇူးဆက်တယ်နော်အဲ့တော့မင်းညာကလည်းပဲဒီနေရာဒီဌာနဒီတရားဓမ္မများရဲ့ပြည့်စုံခြင်းအရာပြိတ္တာရေးလာရောက်ပြီးတော့တရားအလူပေးလို့မသွားဘူးလားပေးလို့သွားတယ်ဆရာတော်ဘုရားကြီးနဲ့ဦးဇင်းတို့ကဟိုကချင်ပြည်နယ်ကစာတင်တိုက်တတိုက်ဆရာတော်ဘုရားကြီးကရှိရထွက်သွားပြီးတော့ဦးဇင်းတို့ကဆရာတော်ဘုရားကြီးကစီနီယာကြမှာပေါ့နော်ဦးဇင်းတို့ကသူ့ရဲ့နောက်ကိုတော်တော်ကြီးနေမှသူနေသွားတဲ့စာတင်တိုက်မှာရောက်ပြီးတော့စာပေပရိယတ်တွေကိုသင်အံဖို့လေမဂ္ဂရိကချစ်စာကသူ့ရဲ့ကျောင်းတိုက်တော်ကိုတရားဟောကိစ္စနဲ့ဦးဇင်းဟောတာတော့မဟုတ်ပါဘူးဦးဇင်းနဲ့တူလာတဲ့ဆရာတော်တစ်ပါးတရားတော်ဟောဖို့ရှိတာနဲ့လိုက်ပေါ်ရင်ရောက်မှသူကဦးဇင်းကိုမင်းမြန်ပြီးတော့မှမင်းနဲ့ငါနဲ့ကစာတင်တိုက်တစ်တိုက်ထဲကအတူထွက်ခဲ့ကြတဲ့ဆရာတို့တပည့်တွေပဲလို့ဆရာတော်ကြီးကဒီလိုမိတ်တယ်နော်အဲ့တော့တွေ့တဲ့ကြုံတဲ့အခါကျရင်ဦးဇင်းတို့ကိုလည်းအမြဲတမ်းဆုံးမဒီလိုနေရတယ်ဒီလိုထိုင်ရတယ်ယနေ့ခေတ်တိုးတက်တဲ့အချိန်ကာလကြီးမှာ online ပေါ်မှာဒီလိုဒီကြောင်းရတယ်မရေးနဲ့မပြောနဲ့ကွာဒီလိုဒီကြောင်းရတယ်ပဲရေးစသဖြင့်ပြောဆိုဆုံးပါတယ်ဦးဇင်းတို့ဆရာတစ်ပါးလိုပဲပေါ့နော်အဲ့တော့အဲ့ဒီဆရာတော်ဘုရားကြီးကမနေ့ကသူတော်ကောင်းများကိုပြိတ္တာရဲ့ဘဝအထက်တန်းတက်လန်းကြပါဘဝအထက်တန်းတက်လန်းနိုင်ပါစေလို့ဆိုတဲ့တရားဟုတ်လားလူဆရာတော်ဘုရားကအကအနည်းရွေးစီစစ်ပါဒီနေ့နောင်ခဲဥစဉ်တို့ဟောမဲ့တရားကဘာလဲတော့ဘဝငြိမ်းချမ်းရေးတရားတော်ဘဝတွေငြိမ်းချမ်းဖို့မလိုဘူးလားလိုပါတယ်ဗျာလိုတယ်စိတ်ပြည့်စရာတွေစိတ်ညစ်စရာတွေအနိဋ္ဌအာယုန်နေနဲ့ကြီးပဲမနေ့ကတစ်ခုကိုညှို့ထရတယ်ညကင်းတစ်ခုကိုလည်းပဲဒီအာယုန်နေနဲ့ကြီးပဲအိတ်ပျော်နေရတယ်လို့ဆိုတော့သူတော်ကောင်းတို့ရဲ့စိတ်နှလုံးဟာမရွှင်ပြုံးနိုင်ဘူးတဲ့ညင်နွမ်းနေတောက်ကြည့်ပင်ပန်းနေတယ်ဒါကြောင့်မို့အဲ့ဒီပင်ပန်းနေတဲ့စိတ်တွေမရွှင်လန်းနေတဲ့စိတ်မငြိမ်းချမ်းကြတဲ့သူတော်ကောင်းတို့ရဲ့ယင်တွေကိုပြိတ္တရဲ့ငြိမ်းချမ်းစေခြင်းလွန်းလို့
တို့ကောင်းများတို့ရဲ့ဘဝကိုငြိမ်းချမ်းစေခြင်းလုံးလို့ဦးဇင်းတို့ကဒီကနေ့ညဓမ္မနဲ့ကျေးဇူးဆက်မယ်တဲ့တရားရဲ့အမည်ကဘာလဲတော့ဘဝငြိမ်းချမ်းရေးတရားတော်နိညာကဆရာတော်ဘုရားကဘယ်နှနာရီလောက်ဟောသွားအဲ့တော့ပေးလျှောက်ကြတဲ့ဒကာကြီးတွေကဦးဇင်းကိုလျှောက်တယ်ဦးဇင်းအလက်ကျရင်အနည်းဆုံး3နာရီဟောပါတဲ့အဲ့တော့နားနိုင်ကြပါလားအဲ့လောက်ဆွဲကောင်းရင်ရှိရနေ့နန္တော်တရားဝေးကိုအကုန်လုံးခေါ်သွားမယ်နော်အဲ့တော့ပြိတ္တရဲ့ဘဝကရွှေမျိုးမတော်ခဲ့ကြဘူးတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတဲ့တန်ရုပ်ပါဠိတော်မှာမြတ်ဗုဒ္ဓကပြိတ္တရဲ့စကားလေး6ခုပြောတယ်နာသောဘေကဝေတတောသုလဝရူပောယောနမတာဗုဒ္ဓဘောဘောဣမိနာဒီကိဏအတုနာယောနာဗိဒဗုဒ္ဓဘောဘောယောနာဘာတာဗုဒ္ဓဘောဘောယောနာပဂိတိဗုဒ္ဓဘောဘောယောနာဗုဒ္ဓဘောဘောယောနာဒေတာဗုဒ္ဓဘောဘောတဲ့ရှင်ရလာတဲ့သံဃာထဲမှာကျင်လည်ရတဲ့အခါအမိမတော်ဘူးတဲ့သူအဖမတော်ဘူးတဲ့သူညီကိုမတော်ဘူးတဲ့သူအမနမမတော်ဘူးတဲ့သူသတ္တမိမတော်ဘူးတဲ့သူတဲ့ပြိတ္တရေမရှိဘူးတဲ့ခြားခဲ့ရည်စက်ပနဲ့သစ္စာပြိတ္တရေဘဝဖန်ခါတန္တရာကြီးမှာနိဗ္ဗာန်မရမီစัจ जा ဥစဉ်တို့သွားရတဲ့ဖြတ်တန်းရတဲ့ဘဝတွေကလည်းအမျိုးမျိုးအပုံပုံမရှိဘူးလားရှိပါဗျာလူဘဝရှိမယ်နတ်ဘဝရှိမယ်မြမဘဝရှိမယ်တိရစ္ဆာန်ဘဝရှိမယ်အပယ်လေးဘုံဘဝရှိမယ်တဲ့အဲဒီဘဝတိုင်းမှာပြိတ္တရဲ့အဖေအမေညီကိုမောင်နှမသတ္တမေမတော်ဘူးကဲ့သူသည်မရှိဘူးလို့မြတ်ဗုဒ္ဓကဒီလိုဟောတယ်အဲ့တော့ဒီတရားနာပြိတ္တကြီးနဲ့ဦးဇင်းတို့ဘဝတစ်ခုအဖေအမေအကိုအမဦးတော်ညီငယ်မအစရှိတဲ့ဖြင့်သာသမီအစရှိတဲ့ဖြင့်ပြိတ္တရဲ့မတော်ခဲ့ဘူးလို့ညင်လို့ရပါမလားမရဘူးတန္တရာဟာသိရှိရလို့နဲ့ဘဝတွေကလည်းသိများပြလို့နေတဲ့ဒါကြောင့်ရွှေမျိုးမတော်ဘူးတဲ့ပုဂ္ဂိုလ်မြည်သည်မရှိဘူးအဲ့တော့မြတ်စွာဘုရားရှင်လက်ထက်ကမြို့သမီးလေးတဦးရှိတယ်အဲ့ဒီမြို့သမီးကသိချိုသိလာတယ်တဲ့အချိန်တည်းအရွယ်ရောက်အိမ်တော်ရသားကြနောက်တဲ့သမီးတဦးမွေးအဲ့ဒီသမီးလေးကလည်းပဲပြိတ္တရဲ့တင်မျိုးမဲ့မတင်သိချိုသိလာတယ်တဲ့အဲ့ဒီသမီးဖြစ်သူကိုမေလုံးတဲ့တက္ကမကြီးကပြိတ္တရဲ့သိချစ်ရှာတယ်ဘယ်လိုပဲချစ်ပြိတ္တရဲ့ရှင်ခွဲရဲ့တီခွဲရဲ့တကွဲနဲ့မကွဲတတ်ဘူးလားမကွဲတတ်တယ်အဲ့တော့သူတိတ်ချစ်ပါလေလို့ဆိုတဲ့သူ့ရဲ့သမီးလေးပြိတ္တရဲ့လူနေသောသမီးလေးတည်သွားတယ်တဲ့နော်အဲ့တော့တည်သွားတဲ့အခါကျတော့တငုံငုံတီးရီနဲ့အဲ့ဒီတက္ကမကြီးဘဝမငြိမ်းချမ်းတော့ဘူးဘုလောင်မိုးရင်းနဲ့သောကရင်းနဲ့ဒွေရောရှိပါနေလူပြိတ္တရဲ့သောကပရိဒေဝဆက်ရှိတဲ့မိတွေအပူလောင်ခံနေရတယ်အဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကသိပြီးတော့လာတယ်အဲ့ဒီတက္ကမကြီးထံလာတယ်ခြေသမီးတဲ့အဲ့ဒီအမျိုးသမီးဟာသိရဲ့သမီးအဖြစ်နဲ့ပဲဒီနာမည်တူနဲ့ပဲဘဝပေါင်း84,000တည်ခဲ့ပြီးပြီပြိတ္တရဲ့ဘဝပေါင်းဘယ်လောက်တဲ့တော့ဒါဆိုရင်နာမည်မတူပဲနဲ့ကိုပြိတ္တရဲ့အဲ့ဒီဘဝထဲမှာတည်ခဲ့ဘူးတဲ့ဘဝတွေများစွာမရှိနိုင်ဘူးလားရှိနိုင်တယ်ခြေသမီးတဲ့တောကတွေရောက်မနေနဲ့ဘုဆွေမှုတွေချင်မနေနဲ့တင့်ရဲ့သမီးဟာတင့်ဘဝထဲမှာဒီနာမည်နဲ့ဘဝပေါင်း84,000တောင်တင်းနဲ့နေခဲ့ဘူးတဲ့တင်းကိုအမေတော်ခဲ့ဘူးတဲ့တည်ခဲ့ဘူးတဲ့အဲ့ဒါလိုပြောပြအဲ့လိုကျမှအဲ့ဒီဒကမကြီးရဲ့ရင်ထဲကသောကတွေငြိမ်းသွားတယ်တဲ့အဲ့ဒီအကြောင်းအရာလေးကိုပြိတ္တရဲ့နိုင်ငံကျော်
ရွှေပါရမီတော်ရဆရာတော်ကပြိဿရဲ့အကျဉ်းနာပေါင်း8400လို့ဆိုပြီးတော့စာအုပ်တအုပ်ရေးထုတ်ပါလေနော်ဘဝမှာကြုံလာရတဲ့အခက်အခဲတွေအနောက်အရှက်တွေတွေ့လာပြီဖေးရွယ်နဲ့တားရွယ်ဆုံကြပြီဖေးရွယ်ကအဲ့ဒီတားရွယ်ပုံမှာနေတဲ့စင်းနေပြုလို့ဒေါသကြောင့်ပြုမှုဆက်ဆံသွားပြီလို့ဆိုရင်တဲ့ဆရာတော်ကဘယ်လိုရေးတယ်လဲဆိုတော့ဩဟောဒီပုဂ္ဂိုလ်ကြီးငါရဲ့ဘဝထဲမှာတဏှာဆက်ဆက်ကဘဝပေါင်း8000နဲ့4000တောင်ကအဖေတော်ရဲ့ဘုရားဖြစ်မယ်လို့အဲ့လိုတွေးလိုက်ပါကိုအဖေလို့တွေးလိုက်ရင်ဒေါသတွေရော့မသွားနိုင်ဘူးလားအဲ့လိုပဲအဲ့ဒီအဖေရွယ်ကြီးကလည်းပဲကိုဒူရွယ်ကိုသားရွယ်ကောင်းလေးတယောက်ကမချင်းမငန်းဆက်ဆံလာပြီးရိုက်ကြလာပြီလို့ဆိုရင်လည်းပဲအဲ့လိုပဲတွေးလိုက်ပါဘဝညာစွာတဏှာကဝရိကောင်းလေးရငါရဲ့သားဖြစ်ခြင်းလည်းဖြစ်ခဲ့မယ်ငါရဲ့တူဖြစ်ခြင်းလည်းဖြစ်ခဲ့မယ်ငါရဲ့တငယ်ချင်းဖြစ်ခြင်းလည်းဖြစ်ခဲ့မယ်လို့အဲ့လိုတွေးပြလိုက်အဲ့လိုတွေးလိုက်ခြင်းအဖြစ်ရင်ထဲမှာရှိတဲ့အပူတွေတောကတွေဒေါသတွေအတန်အသင့်တော့ငြိမ်းသွားတယ်နော်အဲ့လိုပြိတ္တရဲ့အလိုတော်သူတော်ကောင်းတို့ရဲ့ဘဝထဲမှာလည်းပဲအဲ့လိုတောကတွေဒေါသတွေဒုက္ခတွေမရှိဘူးလားရှိတယ်အဲ့လိုတောကတွေဒေါသတွေဒုက္ခတွေဘာကြောင့်ရှိရသလဲလို့ဆိုတော့ပြိတ္တရဲ့တတ္တဝါတွေမို့လို့တဲ့ဘာတွေပါလဲအဲ့တော့ပြိတ္တရဲ့ဘုရားယန္တာတွေမှာလွဲရင်ကျန်တဲ့ပုဂ္ဂိုလ်မန္တများဟာတတ္တဝါတဲ့လူတွေကပြိတ္တရဲ့တိရစ္ဆာန်တွေကိုတတ္တဝါလို့မခေါ်ဘူးလားဘုဇင်တို့သူတော်ကောင်းတို့တွေလည်းပဲပြိတ္တရဲ့ဘယ်စရင်ထဲမှာအကျုံးဝင်တတ္တဝါထဲမှာအကျုံးဝင်တဲ့ဒါဆိုရင်သူများကိုကြည့်တဲ့လက်ညှိုးထိုးလို့ဖြစ်ပါမလားဖြစ်ပါဘူးဗျာငါလေးပါတယ်ဟဲ့လို့တွေးလိုက်ရင်ထိုးတဲ့လက်ညှိုးလေးဝိမသွားနိုင်ဘူးလားဖြစ်ပါဘူးဗျာအရိထားဖို့ကောမလို့ဘူးလားလိုပါတယ်ဗျာအဲ့တော့ပြိတ္တရဲ့လောကကြီးဟာဘုရားတို့သူတော်ကောင်းတို့တွေကိုပြိတ္တရဲ့အာယုံမျိုးစုံနဲ့လောင်နေတယ်တဲ့အာယုံမျိုးစုံနဲ့ပြိတ္တရဲ့ဘာဖြစ်တော့လောင်နေပါဗျာအဲ့လိုအလောင်းခံနေရတဲ့အခါကျတော့သူတော်ကောင်းများရဲ့ငြိမ်းချမ်းရရဲ့လားမငြိမ်းချမ်းရဘူးပြိတ္တရဲ့ပူနေရတယ်လောင်နေရတယ်နော်အတောတတဝိတတဒွိဟုံလေပဒပိတံတတ္တသုထေနကိသံတိအဂိတတဝအတပိအတောတတဝိတတဒွိဟုံလေပဒပိတံတတ္တသုထေနကိသံတိအဂိတတဝအတပိတထသူယောကိုယောသောသောကျွတ်စုခတ်သိမ်းသောသူတို့သည်အဂိတတံကိလေသာဟောပြင်ပူတွေကလည်းဆူလို့လောင်မြိုင်အကိုဆက်၍နေကြလေကုန်၏ဘယိတတံအစင်းမျိုးစုံရူပယောတန်မျိုးစုံတတ္တယောနမျိုးစုံကဏ္ဍယောရယတာမျိုးစုံယတာယောအထွေထိမျိုးစုံဘုရားဘာယုံဆိုတဲ့အပြင်အာယုံတွေကလည်းအဆူတော်လောင်မြိုင်အကိုဆက်၍နေကြလေကုန်၏တွေ့အောင်လေးအပြင်ဘက်ကယံတို့ငါတံတွေ့ဘက်ကကိလေသာယံနတံဖိညတဏတတို့ဖြင့်အမြဲပင်တောက်လောင်ကြကုန်သဖြင့်အတ္တပိတံနေကိုလည်းမရှောင်ညကိုလည်းမရှောင်အမြဲပင်တောက်လောင်ကြကုန်သည်ဖြစ်၍နေကြလေကုန်၏ဘုရားတို့သူတော်ကောင်းတို့တွေရဲ့ဘဝကိုပြိတ္တရဲ့အတွင်ငါကိလေသာဆိုတဲ့အပူမိန်ကလည်းပဲလောင်နေတယ်တဲ့အပြင်ကအာယုံများစွာတည်ဖို့သောအပြင်အာယုံတွေကလည်းပြိတ္တရဲ့အပြင်မီးတွေကလည်းတောက်လောင်ခံရပါသည်လောင်နေလို့မသိတဲ့အခါကျတော့ပြိတ္တရဲ့လောင်လို့လောင်မှန်းသိရလားသိပါဘူးဗျာမသိကြဘူးနော်
Ando dada vidada duyongli pada bidada tago tei nage sadi egida dawa adabe adabe kesong ne yo sui sui kong de buong dao sui niu renai redai dila pala bali shi yao yin pala yao do me kesong yao do me The Gula Madam Reda Jalap Bunida, Sarema, Kasum Nayum Silico, Lumian de Java. No? The Bakasum Nayum Silico, Buoda, Swen, Nibu, Renai, Egida Jawa, maybe and Yakaya, Dagelo. Laja do your go your daughter, Kalino Durode. To change the canal, Limia, Bimagabe, Imia, Chanaya, Quelango, Nagesandi, Kuji, Kula, Kosinji, Lumo, Tini, Auji Javero, Chandayi, Lambo, Mayonai, Veshija, Ligo, no, the D. And your dada vidada drink only badabida. Tada do yo go yo todo tresu kale no duro go. Rina logane shijade udino duro no de go de. And your dada kile ta ho tremore gale sudu long yet abu sayit ni jali go e. Kilita Apuri Gale Udino Drogono de Rego, Launide, no? Tavi Melo Lambo, Lau Abreda, Tinshayla Matiro, Manibu, Manino, Madibu, Matiro, Breda, Tinshalo, Tinshamale, Madi, Deluri, Chimadwala. Logania Kama, Ayun Kamago, Breda, Yoso. Ketia, the Lord Tune needed a cajaro, Udino, Drogono de Rue, a dringa gilly, la midi, long, low, long, male, medina, jabu. Pay dada, a simio zuru bayone. Messine, Niadamia, a senigale, Udino, Drogono de Rego, long, low, manebula. Logina, Yajina, Predai, era, laune, look, correct. Palu Kovale Lare Yali, Injili, Bamili, Basuli, Tamili, Sweduli, Lizuli, Legoli, Predai, Twibi, Mimilu, Soyin, Maya Mula, Tobi, Nina, Shiela, Mowen, Luda, Predai, Nilu, Neam, Sitega, Loba, Machipula, Edi Lobaga, Predai, Mabula, Yabula. Leji ne Gologene Disili, no? Sainasai Yao, Shwede Diasili, Sine Diasili, Nilo, Yajimbi, Loso, two arts Takamaji, or Mutamidi, no? Allo Amatama, Predai, Allah Apago, Mamia Novula, Labao, Mianoja, Netejare, Swemejare, Hey, Mutamidi, Predai, Sotoga Biore, Shwizano, Singano, Yaulo. Lare Nadonli, Lare Lecoli, Lare Swedulimian, Tui, Malujimula. When I yo in so be Wemalaula. But when I know Lebredai, Legine, Tamilian, Majiula. Yes, in Niare, Siaboma, Iowa Boma, Predai, Tana Lovane, Nigalita, no. And I put the name of Predai, Lova me down me. Pami Launi Valley Loba me Launi, Eddie Loba Migo Mayana in Predai, a tactic Pawaga, Opidoma, Sundum New Toya Nade Loba me de go Tananga Ying Diame, Jota me de go Tananga Ying Diame, Moha me de go Predai, Tananga Ying Diame. Holy Loma Doga, more deal to meet Tomago, Manita, Nangy, Udino, Drogono, the Pawa, Nichamu Yavamala. Maya, no?
ဒါကြောင့်မျက်စိနဲ့မြင်ရတဲ့အာယုံနာနဲ့ကြားရတဲ့အာယုံနှာခေါင်းနဲ့ဉာဏ်သိရတဲ့အာယုံပရိသတ်ရဲ့ကိုယ်နဲ့တွေ့ထိရတဲ့အာယုံစိတ်နဲ့ကြံသိရတဲ့အာယုံအစာရှိတဲ့အဲ့ဒီအာယုန်နေရဲ့အပေါ်မှာသူတော်ကောင်းများရဲ့တဏှာလောဘတွေနဲ့ကန့်ညှိမှုများလို့ရှိရင်သူတော်ကောင်းတို့ရဲ့စိတ်သူတော်ကောင်းတို့ရဲ့ချမ်းခန္ဓာသူတော်ကောင်းတို့ရဲ့ဘဝငြိမ်းချမ်းမှုရပါမလားမရဘူးဒါဆိုရင်မျက်စိနဲ့မြင်လာရတဲ့အာယုန်မှန်သမျှမြင်သိစိတ်ဖြစ်ပေါ်လာတဲ့အရာမှန်သမျှပရိသတ်ရဲ့တာယာမှုတွေ့မဲ့မှုမဖြစ်ဖို့အလိုမလိုဘူးလားဆိုကြည့်မြင်စိတ်အာယုံဆုံးငါတွေ့တော့မြင်သိစိတ်တဖြစ်ပေါ်လာတယ်မြင်ရတာကိုတာယာကြတော့ရူပတဏဖြစ်လာတယ်ရရအာယုံကြုံရဘဝမှာရှိကြပြောမွေ့သူကြောင့်ပဲကွယ်ဆင်းရဲထွေထွေဖြစ်စေရတဲ့တဏှာဝိမြဲဖြတ်ရမယ်မြင်တဲ့ခါမှမြင်နေမှကရူပတဏှာပြတ်ပါတယ်ဒါကြောင့်အပမရတရားလက်ကိုင်ထားရှုပွားကြစေကွယ်ကြာစိတ်အာယုံဆုံးငါတွေ့တော့ကြာတိစိတ်တဖြစ်ပေါ်လာတယ်ကြာရရာကိုတာယာကြတော့တတ္တတဏဖြစ်လာတယ်ရရအာယုံကြုံရဘဝမှာရှိကြပြောမွေ့သူကြောင့်ပဲကွယ်ဆင်းရဲထွေထွေဖြစ်စေရတဲ့တဏှာဝိမြဲပြတ်ရမယ်ကြားတဲ့ခါမှကြားတဲ့မကတတ္တတဏှာပြတ်ပါတယ်ဒါကြောင့်အပမရတရားလက်ကိုင်ထားရှုပွားကြစေကွယ်အာယုန်နဲ့မြင်သိစိတ်နဲ့ဆုံတွေ့တော့ပြိတ္တရဲ့မြင်သိစိတ်ဖြစ်တယ်အာယုန်နဲ့မျက်စိနဲ့ဆုံတော့မြင်သိစိတ်ဖြစ်တယ်အဲဒီမြင်ရတဲ့အာယုန်ရဲ့အပေါ်မှာတာယာမိရင်ပြိတ္တရဲ့ရူပတဏဖြစ်တယ်တဲ့ဘာတဏဖြစ်ပါလိမ့်အဲဒီရူပတဏကြောင့်ဥဒိနုမြင်ရကနေဆွဲပြီးတော့တဏ္ဍရာလေခဲ့ရတဲ့ဘဝပေါင်းလည်းပဲများခဲ့ပြီမြင်ရကနေဆွဲပြီးတော့တဏ္ဍရာလေခဲ့ပေါင်းပြိတ္တရဲ့မများဘူးလားဒါကြောင့်ရရအယုကျုံရဘဝမှာရှိကြပျော်မွေ့ရတာကသူကြောင့်တဲ့ပြိတ္တရဲ့ဘယ်သူကြောင့်လဲတဏှာကြောင့်ဘာကြောင့်ပါလဲသူကြောင့်တယ်လေချက်မပြောနဲ့လေစကားကဘယ်လိုကြီးမှလည်းမသိဘူးစကားကမပြည့်စုံရင်တမျိုးပြောင်းမသွားဘူးလားဘာကြီးပါလဲဆိုတော့ဒိဋ္ဌိမပေါက်တဲ့လူကမထွေးနိုင်ဘူးလားအဲ့တော့ရူပတဏှာလို့လေထည့်ရင်ရောမြဲကြီးမှလားတဲ့သူကြောင့်ဆိုတော့အိမ်မှာကြံခဲ့တဲ့တကားကြီးလည်းမြေခုံးလုံးချင်းလုံးနေမယ်တက္ကမကြီးလည်းပဲမြေခုံးလုံးချင်းလုံးနေမယ်ဟုတ်လားအဲ့တော့ရှေ့ကဘာလေးထည့်ပေးရမှာလဲရူပတဏှာရူပလေးမထည့်ရင်လည်းတဏှာကြောင့်ပါဗျာဒီလိုလေးပြောပေါ့ဟုတ်ဘူးလားသူ့ကြောင့်ကြီးတယ်တော့မရက်ထားနဲ့နော်အဲ့တော့ပြိတ္တရဲ့မြင်ရမှမြင်မတတ်ရင်လည်းပဲဆွဲပြီးတော့တန်ត្រာရှိတယ်ကြာရမှကြာမတတ်ရင်လည်းပဲဆွဲပြီးတော့တန်ត្រာရှိတယ်မရှိရဘူးလား
မြင်ရတဲ့အာယုံလေးပေါ်မှာပြိတ္တရဲ့နဲ့တက်မဲ့တဲ့တဏှာဆန္ဒတွေတဏှာလောဘတွေများလာပြီလို့ဆိုရင်အဲ့ဒီစိတ်တွေများနေမသွားဘူးရောမသွားဘူးပန်းမသွားဘူးပြောင်းမသွားဘူးလို့ဆိုရင်အဲ့ဒီစိတ်တွေနဲ့များဇီဝေတ္တတွေချုပ်လို့သိဆုံးကြရရင်ဥစဉ်တို့သူတော်ကောင်းတို့တွေဘဝတန္တရာမှာဒုက္ခတွေမများနိုင်ဘူးလားဒါကြောင့်မို့အဲ့ဒီမြင်ရတဲ့အာယုန်တိုင်းပုံမှန်လေးပြိတ္တရဲ့မြင်ကမတ္တသဘောလေးပြိတ္တရဲ့ပိုက်ဖို့မလိုဘူးလားအဲ့ဒီမြင်တဲ့အာယုန်ကိုမြင်တဲ့နေရာလေးမှာပဲမထားခဲ့ဘူးဆွဲလို့ယူလာမယ်လို့ဆိုရင်ပြိတ္တရဲ့ခန္ဓာတန္တရာတွေမရှိနိုင်ဘူးလားအေးဦးဇင်းတို့တော်ကောင်းတို့တွေရှိကဘုရားကာကိုတန်ကိုနာကိုကတ္တဗဆိုတဲ့ဘုရားဆိုသူတို့နဲ့လွဲကြကြတာအဲ့ဒီမြင်ရအာယုန်တွေပုံမှာပြိတ္တရဲ့မြင်တဲ့အခိုက်အတန့်မှာပဲမရဖဲနဲ့ဆွဲလာခဲ့ကြလို့တဲ့ဘုရားအဆူသူနဲ့ပြိတ္တရဲ့မလွဲခဲ့ဘူးလားလွဲခဲ့ကြတယ်ဒီကနေ့အထိလေလွဲတော့မှာပဲဟုတ်လားအဲ့တော့လွဲလေးလေးပါတယ်တော့ကောင်းပါတယ်ဟုတ်လားတချို့လူတွေတန္တရာတွေကမှယုံမထွက်ချင်ကြပဲနေကြနော်တချို့လူတွေတန္တရာတွေကယုံမထွက်ချင်မှုတဲ့တရားလေးများထိုင်ခိုင်းလိုက်ပြီလို့ဆိုရင်ပြိတ္တရဲ့ဟာမဖြစ်ဘူးအိမ်ပြန်မှထနေဒီလိုဆုံးဖြတ်တဲ့လူတွေရှိတယ်တဲ့နော်ဘုရင်တို့တနေ့ကတရားစခန်းမှာတကားကြီးတယောက်တရားလာဝင်နှစ်ရက်တရားထိုင်ပြီးတော့ပြန်ပြေးခြင်းစိတ်ပေါက်တယ်တဲ့နှစ်ရက်တရားထိုင်ပြီးတော့ဘာဖြစ်တော့မဖြစ်တော့ဘူးထင်တယ်အိမ်ပြန်မှဖြစ်မယ်လို့သူဒီလိုတွေးတယ်တဲ့ဒါပေမဲ့နောက်ကိုလက်ကြည့်တော့မျိုးသမီးယောဂီတွေကများတယ်နေ့စဉ်နေ့တိုင်းမျိုးသားယောဂီကနေအဲ့ဆိုအဲ့ဒီကကြီးကနောက်ကိုလက်ကြည့်တော့မျိုးသမီးယောဂီတွေများစွာကမလုံးမရှက်ထိုင်နေကြတော့ဖြစ်သေးပါဘူးယောက်ျားကြီးတမ်းမဲ့နဲ့အိမ်ပြန်ပြေးတယ်ဆိုရင်တမိုင်းရိုက်ရကြည့်ရေလို့ဆိုပြီးတော့အတင်းပြီးတော့သူကပြန်အထုတ်တယ်တဲ့၄ရက်မြောက်မှာအရှင်ပြန်ပြေးသွားတယ်တဲ့ဘယ်နည်းမြောက်မှာအရှင်ပြန်ပြေးသွားလဲ၄ရက်မြောက်ပါလူတွေကပြိတ္တရဲ့အာမလျှော့ခြင်းကြဘူးလားကောင်းတယ်လုပ်တယ်ကောင်းတဲ့အရာတွေနဲ့တွေ့ရင်ကိုခက်ခဲတယ်လို့တွေးလာတဲ့ပြိတ္တရဲ့စိတ်ဓာတ်တွေကြလာကြတယ်ကိုပင်ပန်းတယ်လို့လည်းတွေးလာကြတယ်တကယ်လည်းပင်ပန်းပါတယ်ဗျာနော်အဲ့တော့ဘယ်လုပ်ပဲလုံးပြိတ္တရဲ့မပင်ပန်းဘူးလားပင်ပန်းတယ်အဲ့ဒီတရားအလုပ်လုပ်တယ်ဆိုတဲ့နေရာမှာလည်းပြိတ္တရဲ့မပင်ပန်းဘူးလားမြည့်ရဲ့ဟိုအောက်ထဲကိုစုံဆင်းမဲ့တင်မောကြီးတစည်းဟာပြိတ္တရဲ့တိတ်ပြီးတော့မှအာမဆိုင်ရဘူးနော်ဒါပေမဲ့မြည့်အညာကိုစံတက်မဲ့ဆိုရင်တင်မောကတော့ဖြင့်ပြိတ္တရဲ့အစုံတင်မောတဲ့ကိုပို့ပြီးတော့အာမဆိုင်ရဘူးလားဆိုင်ရအဲ့တော့ဦးဇင်းတို့သူတော်ကောင်းတို့တွေပြိတ္တရဲ့လိုချင်တာကဘာလဲနိဗ္ဗာန်ဘာလဲအလေးမဖြေကြဘူးနိဗ္ဗာန်တောင်တယောက်တည်းမသွားခြင်းဘူးဆိုတဲ့လူတွေများလားမသိဘူးနော်အဲ့တော့ပြိတ္တရဲ့နိဗ္ဗာန်ဒီဟိုသောအထက်လမ်းကိုတက်လမ်းကြမယ့်နေရာမှာလွယ်လေးနဲ့တက်လမ်းလို့ရပါမလားမရဘူးတဲ့နော်ဟောဒီခန္ဓာကိုယ်ရဲ့ဘုမာတိထာဝရိယစိုက်ပြီးတော့မှပြိတ္တရဲ့ဒီခေမှုပါရမီတွေဖြည့်ကျလို့တရားဓမ္မတွေအမထုတ်ရဘူးလားအဲ့ဒီအထုတ်ရတာများလွယ်လေးမမှတ်ကြနဲ့သူတော်ကောင်းများရဲ့အထုတ်ဖို့တဲ့သူတိုင်းသိတယ်နော်ဘုရားတို့သူတော်ကောင်းတို့ရဲ့ခန္ဓာကိုယ်ကြီးကသွားနေလာနေရုပ်ကလှုပ်ရှားနေတဲ့အချိန်ခါကြလို့ဆိုရင်ပြိတ္တရဲ့နာမန်းလည်းမသိဘူးကျင်မန်းလည်းမသိဘူးပူမန်းလည်းမသိဘူးအေးမန်းလည်းမသိဘူးနော်ဘာလဲဇောတွေများနေတာဘူးဗျာနော်ဒါစိတ်တွေသမီးစိတ်တွေစီဝါစိတ်တွေနဲ့ပြိတ္တရဲ့သွားလာနေရတယ်ရုပ်ကနေရတယ်လှုပ်ရှားနေရတယ်အဲ့ဒီအချိန်အဲ့ဒီခိုက်တံမှာပြိတ္တရဲ့တန်တဲ့ထိခိုက်တဲ့ဒဏ်ရာဒဏ်ကျစ်တို့ဆိုတာလည်းပဲပြိတ္တရဲ့မနာနိုင်ဘူးတဲ့ကိုယ်မှာဇောတွေများနေလို့နော်ဟောပြိတ္တရဲ့တရားစခန်းဝယ်လေရောက်လို့တရားအားထုတ်ပြီးမိမိရဲ့ခန္ဓာကိုယ်ကခန္ဓာဖြစ်ဖြစ်တွေကိုကြည်ခိုင်းပြီးရှုခိုင်းပြီးလို့ဆိုတဲ့အခါကျတော့10မိနစ်ခိုးခဲ့ကြရင်ပြိတ္တရဲ့ခန္ဓာကိုယ်ကဝေဒနာတွေမပြဘူးလားပြပါပါဗျာနာလာပြီဂုတ်ကြီးတွေကနာတာတို့
ဒုကြီးတွေကနာရာတို့ချင်းမျက်စိကနာရာတို့ကျင်နာတို့တင်မဆုံရိုးတွေကကျင်နာတို့နာရာတို့ပူရာတို့မဖြစ်ဘူးလားဖြစ်ပါရဲ့ဗျာယံဃာပရိသတ်ရဲ့ကြိုးထဲမှာဟာအပေါင်းများစွာနဲ့ဓာပေါင်းများစွာအချွန်နေနဲ့လာထိုးနေသလိုပဲပရိသတ်ရဲ့ခန္ဓာကိုယ်ကြီးပေါ်မှာကိုယ်အစိုးရရဲ့လားခန္ဓာကိုယ်ကဟဲ့မင်းပမာဒလေခပြီးတော့မိမနေနဲ့ကွာမင်းခန္ဓာကိုယ်ရဟောလို့နာရတဲ့သဘောတွေရှိတယ်ကျင်တတ်တဲ့သဘောတွေရှိတယ်ပူတတ်တဲ့သဘောတွေလည်းရှိတယ်အဲဒီခန္ဓာကိုယ်ကြီးရဲ့ဖြစ်ဖြစ်ကိုမင်းမြင်အောင်ကြည့်လို့ပြိတ္တရေပြောနေသရောမှတ်ရလားကိုပြောလိုက်တဲ့ခါကျတော့ငေးလို့ကြည့်နေကြတာတကယ်တော့အဲ့လိုတွေးပြီးရလားတွေးပြီးပါဘူးဟာနာလိုက်တာကွာမတွေးဘူးလားတွေးတာပေါ့ဦးဇင်းတို့ဓမ္မဂရိကလုံးမယ်လို့ဆိုတော့ကလည်းအဲ့လိုတွေးဘူးတာနော်မင်းဓမ္မတရားဟောမယ်ဆိုတော့မင်းအရင်တရားသွားအားထုတ်กว่าဆိုပြီးဆရာဘုန်းကြီးကပြိတ္တရေရှိတဲ့ပစ္စံလေးတွေအကုန်သိမ့်ပြီးတော့ရိတ်တာလည်းပို့တာပထမ9ရက်လောက်ကတော့လိမ့်ပိန်နေတာပဲဘုန်းကြီးကငါ့ကိုရစ်နှိမ့်ဆက်တာဘုန်းကြီးကငါ့ကိုနှိမ့်ဆက်တာစိတ်ထဲမှာဒါကြီးပဲဆွေးတာအဲ့လိုနဲ့ဆွေးရင်နဲ့နောက်ကိုကျတော့ပြန်တွင်းမိတယ်ငါမလုပ်လို့မရဘူးငါဝါသနာပါတာဒီအလုပ်ကိုဝါသနာပါတာဖြစ်တဲ့အတွက်ဒီလုပ်ရဲ့အခြေခံသဘောတရားကိုငါနားလည်မှဖြစ်မယ်ဒါဆိုရင်ငါကြိုးစားရမယ်လို့ဆိုပြီးတော့ပြိတ္တရဲ့အဲ့လိုဇွဲတပည့်တင်းပြီးတော့ဦးဇင်းကပြန်ကြိုးစားရတယ်ပထမကတော့ပြိတ္တရဲ့9ရက်ပြည့်တာနဲ့ထွက်ပြီးတော့မလို့ပဲနော်9ရက်တကာကြီးလို့ပဲငါဖြစ်ပါမလားအိမ်ပြန်ပြည့်တာကောင်းတယ်တွေးသလိုပေါ့ဦးဇင်းတို့လည်းအဲ့လိုတွေးမိတယ်နော်စာသင်သားဘဝကနေပြီးတော့ပြိတ္တရဲ့ရိတ်တာကိုဝင်ရတဲ့အခါကျတော့လောကလူသားများလွတ်နေကြတဲ့ပုဂ္ဂိုလ်များပြိတ္တရဲ့ဘုန်းကြီးเจ้าနဲ့ဆွဲသွင်းလိုက်တယ်လို့ပေါ့အငြိမ်မနေတတ်တယ်လို့ပဲနော်ဘုရားတို့လည်းစာသင်သားဘဝမှာကိုယ်စာနဲ့ကိုလောကလူသားများလည်းပဲနှစ်ပန်းလုံးပြီးတော့ရုန်းကန်နေရတာဒီခန္ဓာဖြစ်ဖြစ်ဒီကိုမသိနိုင်ဘူးပူမှန်းလည်းမသိနိုင်ဘူးနာမှန်းလည်းမသိနိုင်ဘူးကျင်မှန်းလည်းမသိနိုင်ဘူးဟုတ်လားယက္ခစာကြည့်ရမှာပြင်းတဲ့အခါလေးတော့ဘုန်းကြီးဘုရားဘိုင်းအောင်လို့ပါဘုရားဆိုပြီးလိန်ပြီးတော့မှအိတ်တာနော်အဲ့တော့ကျန်တာတွေသိရလားမသိဘူးဟုတ်ပြီလားအဲ့တော့မသိတဲ့အခါကျတော့ဆရာဘုန်းကြီးအဲ့လိုအထုတ်ခိုင်းတော်ပြိတ္တရဲ့စိတ်ထဲမှာဒုက္ခတွေမဖြစ်ဘူးလားနောက်ပိုင်းကိုပြန်အားတင်းရတယ်ငါလှုပ်ချင်တာကဒီအလုပ်လှုပ်ဖို့အတွက်ဒီဟာဒီလိုအပ်တယ်လိုအပ်တာဖြစ်တဲ့အတွက်ငါမလှုပ်လို့မရဘူးလို့ဆိုပြီးတော့အားတင်းလို့လှုပ်လိုက်တာနောက်10ရက်ရဟိုဝင်းကျတော့အကုန်လုံးအစင်ချောသွားတယ်နော်သူကလည်းနဲ့သူတရားပြန်ပေါက်တော့အောင်ထိမဟုတ်ပေမဲ့လို့ပြိတ္တရဲ့အတန်အသင့်တော့ဦးဇင်းတို့လုံနိုင်ကြင်နိုင်ခဲ့တယ်ပေါ့နော်အေးပြိတ္တရဲ့လောကလူသားများဟောဒီဓမ္မနဲ့တွေ့ရင်ပြိတ္တရဲ့အလျှော့ခြင်းစိတ်တွေမဖြစ်ဘူးလားဖြစ်တယ်အဲ့ဒါကိုပြိတ္တရဲ့ခန္တီတရားတွေထားရမယ်ဝရိယတရားတွေထားရမယ်တဲ့အဲ့ဒီခန္တီဝရိယတရားတွေအခြေခံပြီးတော့မှမိမိရဲ့ခန္ဓာကိုယ်ကြီးကိုပြိတ္တရဲ့ခန္ဓာဖြစ်ဖြစ်ကိုမြင်ဖို့ခန္ဓာဖြစ်ဖြစ်ကိုသိဖို့စောင့်ပြီးတော့မှမကြည့်ရဘူးလားကြည့်ရပါတယ်တရားအထုတ်တယ်ဆိုတာပြိတ္တရဲ့တခြားမဟုတ်ဘူးမိမိရဲ့ခန္ဓာကိုယ်ကြီးကိုမိမိပြန်ကြည့်ခိုင်းတာဟုတ်ပြီလားဘုခန္ဓာကိုယ်ကြီးကိုစောင့်ကြည့်ခိုင်းတယ်ပြိတ္တရဲ့မိုးကုံဤဆိုရင်နာသေးပြလေးမှာဝင်လေထွက်လေကိုမှတ်ရတယ်မှတ်ရလားဝင်လေလေးရဝင်သွားမှုသဘောထွက်လေလေးရထွက်သွားမှုသဘောမြာလေးကိုပြိတ္တရဲ့မမှတ်ရဘူးလားအဲ့ဒါလေးကိုအာယုယူပြီးတော့ဖြစ်ပြဲလို့ဒီလိုမမှတ်ဘူးလားမဟာစီကြတော့ပြိတ္တရဲ့ချစ်တဲ့တဝိုက်ကိုဝမ်းမိုက်မှာတလေးရှုသွင်းလိုက်တဲ့အခါပြိတ္တရဲ့ဝမ်းပိုက်ကလေးဖောင်းကြွလို့မလာဘူးလားအဲ့ဒီဖောင်းကြွလာတဲ့သဘောလေးကိုဖောင်းတယ်လို့မမှန်ခိုင်းဘူးလားနောက်တကတလေးရှုထုံးလိုက်တဲ့အခါဝမ်းမိုက်ကလေးပိန်ကြသွားတယ်အဲ့ဒီပိန်ကြသွားတဲ့သဘောလေးကိုလည်းပဲပြိတ္တရဲ့ပိန်တယ်လို့မမှတ်ရဘူးလားဖောင်းခိုင်းမှဖောင်းတယ်လို့မရမယ်ပိန်ခိုင်းမှပိန်တယ်လို့မရမယ်ဖောင်းပြီးမှဖောင်းတယ်လို့မမှတ်ရပိန်ပြီးမှပိန်တယ်လို့မမှတ်ရဝင်လေထွက်လေမှလည်းဝင်ပြီးမှဝင်တယ်လို့မမှတ်ရထွက်ပြီးမှထွက်တယ်လို့မမှတ်ရဝင်တုံးဝင်စေဝင်ခိုင်းထွက်တုံးထွက်စေထွက်ခိုက်ကလေးကိုပဲမရတဲ့ပစ္စုပန်အခိုက်လေးကိုပဲမရမယ်နောက်ပြီးတော့သဘောမြအလေးကိုပဲမရမယ်မရလားသတ္တဝါတရားချွတ်မှတ်တဲ့အခါမှာတော့ပြိတ္တရဲ့
ဝေလင်ထွက်လေပဲဖြစ်ဖြစ်ဖောင်းပိန်ပဲဖြစ်ဖြစ်စိတ်အဆိုးလေးတွေနဲ့ဆရာတော်သံဃာတော်များမမှတ်ခိုင်းဘူးလားအဲ့လိုမခိုင်းရင်နဲ့ယောဂီတရားတွေအထုတ်လို့သမာဓိလေးတွေဖြစ်ဉာဏ်လေးတွေတက်လာတဲ့အခါကျတော့စိတ်အဆိုးလေးမလိုတော့ဘူးတဲ့ဓမ္မအတိလေးကသူ့ဟာနဲ့သူပြိတ္တရဲ့ခန္ဓာကိုယ်ရဲ့ဖြစ်ဖြစ်မှန်သမျှကိုလိုက်ပြီးတော့မှတိတိပေးနေပြီမှန်ရလားဘာလို့လဲထိုင်ရင်နဲ့သမာဓိလေးတွေရလာတာကိုဗျာနော်အဲ့ဒီသမာဓိလေးတွေဖြစ်သမာဓိလေးတွေရလာတဲ့ကခန္ဓာဖြစ်ဖြစ်ကိုပြိတ္တရဲ့ကြည်နိုင်လာပြီမြင်နိုင်လာပြီသိနိုင်လာပြီအဲ့ဒီခါကြလို့စီရင်ပြိတ္တရဲ့ခန္ဓာကြီးကိုယုံမုံတရားကြီးလို့လဲဝေလာနိုင်ပြီတဲ့အဲ့ဒါမိမိရဲ့တန်တန်မှာပြိတ္တရဲ့တရားတို့တရားမြတ်တွေရလာပြီခန္ဓာဖြစ်ဖြစ်ဒီကိုပြိတ္တရဲ့သဘောအရှိအတိုင်းပေါက်လာပြီလို့ဒီလိုပြောလို့မရဘူးလားအေးဒါဆိုရင်မျက်စိနဲ့မြင်လာတဲ့အာယုံမှန်သမျှနားနဲ့ကြားရတဲ့အာယုံမှန်သမျှတွေမှာပြိတ္တရဲ့အဲ့ဒီအာယုံရဲ့ပေါ်မှာလိုက်ပြီးတော့မှခံစားလွန်ရင်ဦးဇင်းတို့ခန္ဓာတန်တရာတွေရှိလို့ဘဝဒုက္ခတွေမများရနိုင်ဘူးလားဘဝဝိညစ်တွေမပြတ်နိုင်တော့ဘူးတဲ့သူတော်ကောင်းများနော်ဒါဆိုရင်မြင်လာတဲ့အာယုံပေါ်မှာလေပြိတ္တရဲ့မြင်ကမတ္တကြားလာတဲ့အာယုံပေါ်မှာလေပြိတ္တရဲ့ကြားကမတ္တအနန္တကလေးရလာတဲ့အခါမှာလေပြိတ္တရဲ့ရကမတ္တဒီလောက်လေးစိတ်ထားနိုင်ဖို့မလိုဘူးလားအဲ့လိုမဟုတ်ဘဲနဲ့ပြိတ္တရဲ့မြင်မှုသဘောကြားမှုသဘောနာမ်မှုသဘောအတွေ့အထိသဘောတွေအပေါ်မှာလောဘတွေဒေါသတွေမောဟတွေနဲ့ပြုမှုဆက်ဆံတုံ့ပြန်လိုက်မယ်လို့ဆိုရင်ဖြင့်ဘုဇင်တို့သူတော်ကောင်းတို့တွေဒုက္ခတန်တရာမရှိနိုင်ဘူးလားအပြင်ကလည်းပြိတ္တရဲ့လောင်နေတဲ့မိတွေရှိတဲ့အတွင်းကလည်းကိလေသာမိတွေကလောင်နေတယ်တဲ့ဖွဲပုံကြီးမီးလောင်ထားရင်ပြိတ္တရဲ့အခိုးတွေပဲမြင်ရတယ်နော်ကောက်ရိုးပုံကြီးမီးလောင်ရင်ကြတော့ပြိတ္တရဲ့မိစာမိနာတွေမမြင်ရဘူးလားအပြင်အာယုန်တွေကပြိတ္တရဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်တွေကိုရောက်တယ်ကိုယ့်ရဲ့အတွေးတွေကိုရောက်တယ်ကိုယ့်ရဲ့အကြားတွေကိုရောက်တယ်ရောက်တော့အတွင်းကပြိတ္တရဲ့ကိလေသာနဲ့ဆက်ရှိတဲ့အခါတဲ့ကြတော့ပြိတ္တရဲ့အပြင်ကအာယုန်ကမ္မဂုဏ်တရားတွေကလည်းခန္ဓာကိုယ်ကြီးကိုလာတိုက်တယ်လာဆုံးတယ်လာလောင်တယ်အတွင်းကကိလေသာတရားတွေကလည်းပဲပြိတ္တရဲ့ပြန်အကြောင်းဆုံးတိုက်ဆိုင်လို့မလောင်ဘူးလားတန်နဲ့တိုက်နေတဲ့ဈာမှာရောက်သွားသလိုပဲတဲ့အပြင်ကိလေသာနဲ့အတွင်းကိလေသာပြိတ္တရဲ့အပြင်အာယုန်နဲ့အတွင်းကိလေသာတိုက်နေကြတဲ့ဈာမှာပုရုဇဉ်တွေညက်မနေကြဘူးလားညက်နေကြတယ်အဲ့ဒါကြောင့်ဒုက္ခသန္တရာတွေပြိတ္တရဲ့မရှိကြရဘူးလားဒါဆိုရင်ပြိတ္တရဲ့ဉာဏ်ကမှရကြရမှရနိုင်ရမှရတွေ့ထရမှရနိုင်ဖို့ဒါနတွေပြုဖို့လိုတယ်သီလတွေစောင့်တည်ဖို့လိုတယ်ဘာဝနာတရားတွေပြိတ္တရဲ့ပွားများဖို့လိုတယ်မလိုဘူးလားဒါနပြုတာကမိမိတဏ္ဍမှာရှိနေတဲ့လောဘတရားကိုပြိတ္တရဲ့ရပ်လိုက်တာတတ်လိုက်တာဒါနပြုတာကမိမိတဏ္ဍမှာရှိတဲ့လောဘတရားကိုပြိတ္တရဲ့ဗါလေတော့တတ်လိုက်တာတဲ့ဟုတ်လားကိုခက်ခဲရှာဖွေထားရတဲ့ပစ္စည်းဥစ္စာသူတစ်ပါးကိုပေးဖို့ဆိုတာလွယ်ရဲ့လားမနည်းဆုံးဖြတ်ရတယ်နော်ဟုတ်ပြီလားအဲ့ဒါကြောင့်မို့အလူဒါနပြုဖို့ဆိုတာစစ်ပွဲတွေတိုက်ရတာနဲ့အလားတန်တူတယ်လို့မြတ်ဗုဒ္ဓကဇတ်တော်တစ်ခုမှဒီလိုဥပမာပေးတယ်ခက်ခဲတယ်ပေါ့နော်အေးဒါနတစ်ခုပြုပြဖို့ခက်ခဲတယ်တဲ့ဒါပေမဲ့အဲ့ဒီဒါနပြုဖို့တဲ့သီလစောင့်တည်ဖို့ကကိုခက်ခဲတဲ့သီလစောင့်တည်ဖို့တဲ့ဘာဝနာပွားဖို့ကပို့ပြီးတော့ခက်ခဲပါတယ်အခက်ခဲမျိုးစုံမရှိဘူးလားရှိပါတယ်ရှိဘူးအဲ့လိုရှိတဲ့အခါကျတော့တချို့လူတွေကအလွယ်လိုက်လို့အကြိုက်တွေဆောင်ပြီးတော့မှပရိသတ်ရဲ့လမ်းလွဲတွေလိုက်မသွားကြဘူးလားအထင်းတွေမလွဲကုန်ကြဘူးလားအထင်းတွေလွဲကုန်တယ်အမြင်တွေလည်းလွဲကုန်နေလို့ဆိုတော့ပရိသတ်ရဲ့တဏ္ဍရာအဆက်ဆက်အကုန်လွဲလို့မကြံကြဘူးလားမမောပွဲမဟုတ်တဲ့အာယုန်တွေအပေါ်မှာမြတ်ဗုဒ္ဓကမမဲ့မောလိုက်နေတဲ့အဲ့ဒီမဲ့မောပွဲမဟုတ်တဲ့အာယုန်နေရာလည်းပဲမဲ့မောပွဲအသွင်နဲ့မိမိထံမိမိတဏ္ဍန်ကိုရောက်လာတတ်တယ်မျက်နှိုးပွဲမကောင်းတဲ့အရာတွေကလည်းပဲမျက်နှိုးပွဲအသွင်အရောက်ဆောင်ပြီးတော့မှမိမိထံကိုရောက်လာတတ်တယ်ချစ်ဖွယ်မကောင်းတဲ့အာယုန်တွေကလည်းပဲချစ်ခင်တဲ့ပွဲမျက်နှိုးတဲ့ပွဲ
ပြောင်းပြီးတော့မှမိမိချံကိုရောက်လာတတ်ပါသည်အဲ့ဒါတွေကိုသိအောင်ကြည့်မြင်အောင်ရှုလို့ပြိတ္တရေမြတ်ဗုဒ္ဓကမမှန်ဘူးလားမြတ်ဗုဒ္ဓကမှားတယ်တဲ့နော်ဒါပေမဲ့မြတ်ဗုဒ္ဓဘယ်လိုပဲမှန်ပြိတ္တရေဓမ္မခန္ဓာပေါင်း8400ကိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဘယ်လိုပဲဟောခဲ့အမြင်လွဲအထင်လွဲကြတဲ့ပုဂ္ဂိုလ်တွေကိုလောကထဲများစွာမကြံခဲ့ဘူးလားကြံခဲ့တယ်ကျွတ်ထိုက်ကြတဲ့ဝိနည်းရလောက်ပဲပြိတ္တရေကျွတ်တန်းဝင်သွားကြတယ်နော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့တွေ့တာတောင်မှပြိတ္တရေကဘာလောကရှိကြတဲ့လူသားအလုံးကျွတ်တန်းဝင်ရဲ့လားဝင်တဲ့လူများဝင်နိုင်တဲ့လူများပဲပြိတ္တရေဝင်သွားကြတယ်မဝင်နိုင်တဲ့လူတွေကတော့လူဖြစ်တဲ့ကံပြုတ်လိုက်လူပြန်ဖြစ်လိုက်လူဘဝကသေလိုက်နတ်ဖြစ်တဲ့ကံပြုတ်ခဲ့တဲ့အတွက်ကြောင့်နတ်ဘဝရောက်လိုက်နတ်ဘဝကသေလိုက်လူပြန်ဖြစ်တဲ့ကံပါလာတဲ့အတွက်လူဘဝရောက်လိုက်တန်ត្រာလေလို့မနေဘူးလားလူတွေပြန်လူတလဲမရက်တဲ့ခန္ဓာပျော်လို့မော်လို့ပင်မဆုံးတဲ့ဘဝနိကံတိကတနာပြိတ္တရေဘဝအပေါ်မှာဆွဲပြီးတော့မှသန္တရာမှာနိဗ္ဗာန်နဲ့မလွဲခဲ့ကြဘူးလားဘဝနိကတိကတနာတဲ့ဘဝပေါ်မှာတာယာတဲ့တနာနှစ်သက်တဲ့တနာမြတ်နိုးတဲ့တနာဟုတ်လားလူဘဝရောက်ပြန်တော့သာအာယုသမီးအာယုလေအာယုရွှေအာယုမြို့အာယုနေနဲ့ပြိတ္တရေပျော်လို့မော်လို့ပင်မဆုံးခင်ပြိတ္တရေမသိကြရဘူးလားဟာတိမေယေငါမိသားစုလေးနဲ့အခုမှရှာထားပွေထားလို့အစဉ်ပြေတုံးလေးရှိသေးတယ်ငါပြပြပါပါလေးနေညီပါသေးတယ်ကွာမင်းနေပါအောင်ဟာငါ့ကိုမခေါ်ပါနဲ့လို့ပြိတ္တရေသေမင်းကိုတားလို့ရရဲ့လားအဲ့ဒါလိုနဲ့ဘလို့ပဲချစ်ပါတယ်ခင်ပါတယ်မျက်နှာပါတယ်တွေ့တာပါတယ်လို့ပြောပြပြိတ္တရေသေမင်းကမထဘူးတဲ့သေမင်းတော့မလိုက်ရဘူးလားနတ်ဖြစ်စေတဲ့ကံဒီပြုလုပ်သွားတဲ့အခါကျတော့နတ်ပြည်ကိုရောမရောက်နိုင်ဘူးလားနတ်ပြည်ကိုရောက်ပြန်တော့နတ်ဘဝနဲ့ပြိတ္တရေလူဘဝကသေနတ်ဖြစ်စေတဲ့ကံဒီပြုခဲ့တဲ့အတွက်ဒါကြောင့်နတ်ပြည်ကိုရောက်နတ်စည်းစိမ်နေနတ်စည်းစိမ်ချမ်းသာတွေခံစားစံသာနတ်ဘဝမှာလည်းပဲသွားပြီးတော့ပြောလို့မနေဘူးလားတတဝရိယဖြစ်ရဘဝကျုံရဘဝမှာပြိတ္တရေပြောကြစကြမ်းပဲတဲ့အဲ့ဒါခန္ဓာဖြစ်ဖြစ်တင်ကိုပြိတ္တရေသိတော့မကြည့်ခဲ့လို့မြင်အောင်မရှုခဲ့လို့ဒုက္ခတန္တရာတွေမရှိကြရဘူးလားရှိပါပါလူဘဝမှာလည်းပဲအမောစိတ်တွေအပျော်စိတ်တွေနဲ့နေတဲ့နတ်ဘဝမှာလည်းပဲအမောစိတ်အပျော်စိတ်တွေနဲ့ပဲပြိတ္တရေနေတယ်အပျော်အမောတွေလွဲလို့မနေဘူးလားအဲ့ဒီအပျော်မောတွေလွဲရင်ပြိတ္တရေဒုက္ခမတွေ့နိုင်ဘူးလားတွေ့နိုင်တယ်ဒါကြောင့်မေမောဘွယ်မကောင်းတဲ့အာယုန်တွေကမိမိထံကိုမေမောဘွယ်အတွင်းနဲ့ရောက်လာရင်ပြိတ္တရေတတိထားဖို့မလိုဘူးလားချစ်ခင်မွေမုတ်တဲ့အာယုန်တွေကချစ်ခင်နေတဲ့ဖွယ်ရောက်ဆောင်ပြီးတော့မှရောက်လာတဲ့အာယုန်တွေပေါ်မှာကိုပြိတ္တရေတတိထားဖို့မလိုဘူးလားအဲ့လိုတတိမထားရင်ပြိတ္တရေဒုက္ခများရတဲ့တတိမထားရင်ဒုက္ခများရတဲ့တတိမထားရင်ဒုက္ခလည်းများရတဲ့ဘဝဟာအရှက်လေရရတတ်တယ်ပြိတ္တရေဘာလဲရရတတ်လဲရှက်လေရရတတ်တယ်အဲ့တော့ရှိတော့ကဘုန်းကြီးတစ်ပါးပြိတ္တရေရှိတော့ကဘယ်သူလဲတော့ကိုအကြောင်းကိုပြောတယ်လို့မှတ်ရင်လည်းမှတ်ပေါ်နော်မှန်ကတော့ကိုအကြောင်းမဟုတ်ဘူးရှိတော့ကဟုတ်ပြီလားအဲ့တော့ရှိတော့ကဘုန်းကြီးတစ်ပါးပြိတ္တရေအကြောင်းပေါ်ထိုင်လို့နေရတဲ့လောကကာလသားလေးတွေကာလသမီးလေးတွေသွားကြလာကြဝကြစားကြရုံးနဲ့လှုပ်ရှားကြတာကိုမြင်ပြီးတော့သာသနာစိတ်ပျောက်လို့လူစိတ်ပေါက်ခဲ့ဘူးတဲ့ပြိတ္တရေဘာစိတ်ပေါက်ခဲ့ဘူးတဲ့တော့လူစိတ်ပေါက်ခဲ့ဘူးတာအဲ့တော့ကျောင်းတကာကျောင်းမကြီးတွေကလည်းအဲ့ဒီကျောင်းကိုပစ္စည်းလေးပါထောက်ပံ့လူဒန်းတာမလဲဟင်းရဘူးတဲ့ပြိတ္တရေသူတို့ရဲ့ဥစဉ်သူတို့ကိုယ်ွယ်တဲ့ဆရာတော်မပင်မပန်းချမ်းချမ်းသာသာနဲ့သာသနာနေပြောအောင်ဆိုပြီးတော့ဒီလိုထောက်ပံ့ကြတယ်နော်သိကြည်ညိုကြတယ်ပေါ့နေစဉ်နဲ့အမြကျောင်းမကြီးကကျောင်းကိုဆွန့်ပို့ဖို့မပြစ်ဘူးတဲ့ဆွန့်ပို့ဖို့မပြစ်ဘူးအဲ့တော့ပြိတ္တရေသူတို့ရဲ့ဥစဉ်သူတို့ရဲ့ကျောင်းတိုင်းဘုန်းကြီးကဗာစိတ်ပေါက်နေလေလူစိတ်ပေါက်တဲ့အခါကျတော့ပြိတ္တရက်ထဲရွာတဲ့
မတိအောင်ပေါ့ရတဲ့ဘာသွားပစိုးတွေဝဲအင်ဂျီတွေဝဲမောက်ကျစ်တွေကောင်းကောင်းကြီးတွေဝဲမဝဲဘူးလားသူကဘာစိတ်ပေါက်နေတာတော့ခြေတုံးကဘုန်းကြီးပြောတာနော်အဲ့တော့နှခမ်းမွေးအတူကြီးတွေဝဲပြိတ္တရေစုံစုံစစ်စစ်နော်နေ့စဉ်နဲ့အမြဒုက္ခရှိမှန်ကြီးချပြီးတော့မြို့သမီးများလက်ပြင်းတယ်လို့နေမှာပေါ့ကိုလုံးပေါ်မှန်ကြီးချပြီးတော့မောက်ကျက်ကြီးကောင်းကောင်းကြီးဆောင်းအစိုးကြီးဝတ်တိုက်ပုံအင်ကြီးကြီးဝတ်ပြိတ္တရေစောင်းကြည့်လိုက်တဲ့ကြည့်လိုက်မကြည့်ဘူးလားဟောငါပစိုးလေးနဲ့ဆိုရင်ဘယ်လိုဖြစ်မလဲဟဲ့တိုက်ပုံလေးနဲ့ဆိုရင်ဘယ်လိုဖြစ်မလဲဟဲ့သူ့ကိုယ်သူလှမလားချောမချောအမျိုးမျိုးလှည့်ပတ်လို့မကြည့်ဘူးလားနှခမ်းမွေးကြီးရလည်းတတ်ထားသေးတယ်အတူကြီးနော်အဲ့တော့မောကျက်ဒီကောင်းကောင်းကြီးဆောင်တဲ့ဘုရင်ကြီးဝတ်အစိုးကြီးဝတ်ပြီးတော့နေ့စဉ်နဲ့အမြတ်သူကအဲ့ဒါလိုမှန်ရှိမှပြိတ္တရေသူများမသိအောင်စိတ်ကူးရင်နေတဲ့လူဘဝကိုဘယ်ဘဝကိုစိတ်ကူးရင်တာတော့တရားသားကြတော့မနေ့စိုးစိုးစီစီပြိတ္တရေအယူထားပြီးတော့လူဘဝစိတ်ကူးရင်ပြီးတော့တောင်စီပစိုးကြီးဝတ်တိုက်ပုံအင်ကြီးဝတ်မောက်ကျက်ဒီကောင်းကောင်းကြီးဆောင်းနှခမ်းမွေးကြီးတက်ပြီးတော့မှန်ရှိမှပြိတ္တရေသူ့ကိုယ်သူပြန်ကြည့်မနေဘူးလားအဲ့ဒီချိန်ကျောင်းကကိုရင်ကြီးကတက်လာတယ်ဘုန်းကြီးဖေဘုန်းကြီးဖေကျောင်းမကြီးဆုံးဖို့လာတယ်ဖေပြိတ္တရေကျောင်းမကြီးဗါတယ်တော့ဆုံးဖို့လာဟာမဖြစ်ချေဘူးဆိုပြီးတော့ပြိတ္တရေတိုက်ပုံအင်ကြီးချွတ်ကလေးအောက်ထဲပြစ်အင်ကြီးချွတ်ကလေးအောက်ထဲပြစ်အစိုးကြီးချွတ်ကလေးအောက်ထဲပြစ်တင်ကလေးပြန်ပတ်ပြိတ္တရေအင်ဒီရရနဲ့မိမိကြီးထိုင်နေတာကလေးဘောကနော်အဲ့တော့ကျောင်းမကြီးကဆုံးပို့ပြီးတော့ဘုရားဦးချဘုန်းကြီးဦးချဘုန်းကြီးဦးချလိုက်မော့ကြည့်လိုက်အဟိဆိုကြီးလိုက်သူကအကုန်ချွတ်တယ်ချွတ်เสียတခုကြံမသွားဘူးလားဘာကြံထားတာတော့နှခမ်းမွေးအတူကြီးကကြံမသွားဘူးလားကြံသွားတယ်ဒါကြီးနဲ့ကရုံကြီးနဲ့နှခမ်းမွေးတူတူကြီးနဲ့ကြည့်ရတာဘလို့ဇမင်းသားကြီးလို့နေမှာပေါ့နော်သူကလူစိတ်ပေါက်ပြီးပြင်းလို့နေတာဆိုတော့မိတ်ကတ်တွေပါလေလိမ့်ပြင်းလိမ့်ထားမှာပေါ့နော်အဲ့တော့ကျောင်းမကြီးကဥချလိုက်နှခမ်းမွေးကြီးကြည့်လိုက်အဟိဆိုကြီးလိုက်ဘုန်းကြီးမလုံဘူးဟာပါလေငါကလေးအောက်ပြစ်ထားတဲ့ပစိုးတွေများမြင်လို့လားငုံကြည့်ပေါ်ပါဘူးဘုန်းကြီးမစင်စားဘူးလားအဲ့လိုစဉ်းစားရင်လောက်ပါလက်ပါအောက်ငုံကြည့်ပြန်စဉ်းစားအောက်ငုံကြည့်ပြန်စဉ်းစားလုံရင်နဲ့ပြိတ္တရေသူတက်ထားတဲ့နှခမ်းမွေးကြီးပြုတ်မကြဘူးလားပြုတ်ကြတာဟာအဲ့တော့ကျမှသေပါသေးတော့ဆိုပြီးဘုန်းကြီးရှစ်နဲ့ကျောင်းဘော်ကဂျုံပြစ်ချကျောင်းဘော်ကဘာလုပ်တာတော့ဟောကျောင်းမကြီးရဟန်းမကြီးကလည်းပြိတ္တရေသူဘုန်းကြီးကိုရှစ်ကလည်းရှစ်အားလည်းနာတနာလည်းတနာဘုန်းကြီးဖျားမလုပ်ပါနဲ့ဖျားမတော်ပါဘူးဖျားဆိုပြီးတော့လင်းမြန်ဟာလေတော့ထားပြီးတော့မှဆွဲလိုက်တာခြေထောက်နှစ်ချောင်းမိတဲ့ခြေထောက်နှစ်ချောင်းဘာဖြစ်တာတော့ခြေထောက်နှစ်ချောင်းမိတယ်ခြေထောက်နှစ်ချောင်းမိပြီးဘုန်းကြီးဖျားမလုပ်ပါနဲ့ဖျားဆိုပြီးတော့ကျောင်းမကြီးကျောင်းအပြင်ဘက်ကိုခေါင်းတစ်ချက်ပဲထွက်ကြည့်ရဲတဲ့အမလီတော့ကိုရင်တို့လုံးကြပါအောင်ဘာညာပေါ့អော်ရတာပေါ့နော်အဲ့တော့ဒကမကြီးလုံးနေနဲ့လွတ်တာချလိုက်ဒီတော့ကင်းညောထားတဲ့ဘုန်းကြီးသိသိလွတ်တာချလိုက်မလုပ်ပါနဲ့ကိုတော်ရေတောင်းပါပါတယ်တပည့်တော်မှဘယ်သူမှပြောပါဘူးဖေရတပည့်တော်မှဘယ်သူမှပြောပါဘူးဒကမကြီးလွတ်တာချလိုက်အဲ့ဒါလို့နဲ့ပြိတ္တရေကိုရင်ကြီးတွေဝိုင်းချောပြီးတော့နောက်ဆုံးကျောင်းပေါ်ပြန်တင်ရတယ်လေနော်ရှစ်လို့9ရက်လောက်ကျောင်းထဲကကျောင်းပြင်မထွက်ဘူးတဲ့သူကရှစ်မှာပေါ့တစ်ခါရှစ်မှာမဟုတ်ဘဲနဲ့နှစ်ခါရှစ်ကြည့်ကိုဗျာနော်အဲ့တော့ပြိတ္တရေ तू ကမမောပွဲမကောင်းတဲ့အာယုံပေါ်မှာအဲ့ဒီကျောင်းတိုင်းဘုန်းကြီးပြိတ္တရေမမောပွဲလို့ထင်ပြီးတော့ဒုက္ခတွေရောက်မသွားဘူးလားလောကအလုံးသောတရားကြီးဓမ္မကြီးများလဲပြိတ္တရေအဲ့ဒါလေးတွေသတိထားဖို့မလိုဘူးလားချမ်းသာလာရင်ပြိတ္တရေစိတ်တွေမဖောက်တတ်ဘူးလားမပြည့်စုံရင်လည်းပဲစိတ်တွေဖောက်တတ်တယ်ချမ်းသာလာရင်ပြည့်စုံလာရင်လည်းပဲစိတ်တွေဖောက်တတ်တယ်တဲ့အလုံးသောခမည်းတော်မေတော်များတရားကြီးဓမ္မကြီးများအဲ့ဒါလေးသတိထားပါနော်အဲ့တော့ပြိတ္တရေကာမဘုံသာကာမတတ္တဝါကာမအာယုန်တွေဟာကြာရမာရီကိုမြည်ရမာရီကိုပြိတ္တရေအတွေ့အထိမာရီကိုမျိုးစုံဆုံလို့ကျုံလို့မနေဘူးလားမှန်ပါဗျာအဲ့ဒီမှာကျုံမှများတွေ့ပါများရင်ပြိတ္တရေအဲ့ဒီအာယုန်တွေရဲ့နောက်ကိုထင်ဆွဲခင်လွဲပြီးတော့လိုက်မသွားတတ်ဘူးလားမှန်ပါဗျာ
အဲ့လိုလိုက်သွားရင်ပြိဿရေစီဝါတွေလေကြတတ်တယ်ဘဝဒုက္ခတွေလေရောက်တတ်တယ်မိသားစုတွေမငြိမ်မချမ်းလေဖြစ်တတ်တယ်တတိထားဖို့မလိုဘူးလားတတိထားကြပါဗျနော်ဘုရားရေစေပဏိသစ္စာကြုံလာဆုံးလာရတယ်ဟောဒီလက်တွဲဖို့ဟောဒီမိသားစုလေးတွေနဲ့ပြိဿရေတို့တို့ပေါင်းပဲလုတ်ကြိုက်စားတော့ကြလို့မချမ်းသာပေမဲ့ပျော်ရွှင်ကြတဲ့ငြိမ်းချမ်းကြတဲ့မိသားစုဘဝလေးတွေကိုတည်ထောင်နိုင်ဖို့မလိုဘူးလားဘုမကွဲတိုင်းမပြေဘဝတွေပြိဿရေတည်ထောင်နိုင်ကြဖို့လိုပါတယ်မိသားစုတွေအိမ်ကြောင်တွေအစဉ်ပြေကြတယ်ဆိုရင်ပြိဿရေဒါနမှုလည်းမလည်နိုင်ဘူးသီလမှုလည်းမလည်နိုင်ဘူးဘာဝနာမှုလည်းမလည်နိုင်ဘူးတဲ့ဇီးဘဝမှုတွေမှလည်းကြီးဘဝမှုတွေမှလည်းမလည်နိုင်ဘူးတဲ့အိမ်တော်ကြီးအစင်မပြေကြတော့ရင်တော့ပြိဿရေဒါနမှုတွေမှလည်းပြည့်ရွံ့လာနိုင်တယ်သီလမှုတွေမှလည်းပြည့်ရွံ့လာနိုင်တယ်ဘာဝနာမှုတွေမှလည်းပြည့်ရွံ့လာနိုင်တယ်စီးပွားရေးကြီးပွားရေးအမှုတွေမှလည်းချွေရွံ့ပြည့်စည်လာနိုင်တယ်တတိထားဖို့မလိုဘူးလားဒါကြောင့်မို့စီးရဲရေးစေတဲ့ကစင်းဖြစ်အောင်အလုံးတော်တကာကြီးတက္ကမကြီးများတို့ရေတဝကစေတနာတူကမေတ္တာချစ်ခြင်းနဲ့မေတ္တာအညီများထားလို့ဘဝကိုပေါင်းစုံနိုင်ကြပါစေဖြတ်သန်းနိုင်ကြပါစေလို့ဦးဇင်းတို့ကမေတ္တာဆန္ဒပြုပါလေနော်အဲ့လိုမဟုတ်တူတူလုံးငါတမင်းနဲ့ပြိဿရေလင်းနဲ့မရရှာနေသွားခိုက်တန်နေတော့စကားများကြတာလေးရှိနိုင်တယ်တဲ့ဒါပေမဲ့လို့အဲ့ဒီထက်မပိုစီနဲ့ဟုတ်ပြီလားဒုဒ္ဒရေဓာတပြေရိုက်ကြပုတ်ကြနဲ့ကြဒီလောက်ထိမရောက်စေနဲ့ကြကိုချစ်လို့ယူထားကြတာမဟုတ်ဘူးလားအေးတချို့များပြိဿရေချစ်လို့ယူထားတယ်လေပြောတဲ့ရိုက်လိုက်တာတိမတတ်လောကလည်းမကြုံရဘူးလားအဲ့လူတွေမလောက်ကြပါနဲ့တက္ကကြီးဘက်ကလည်းမလောက်ကြပါနဲ့တက္ကမကြီးဘက်ကလည်းမလောက်ပါနဲ့တက္ကကြီးတွေမှလောက်တတ်တာမဟုတ်တက္ကမကြီးတွေကလည်းတချို့ယောက်ျားသိနိုင်တာပဲတဲ့ယောက်ျားမနိုင်ဘူးလားနိုင်တယ်အဲ့တော့ပြိဿရေယောက်ျားကိုလည်းရိုက်လိုက်ပို့လိုက်တချို့တက္ကမကြီးတွေကြုံဘူးတွေတွေ့ဘူးတွေနော်အဲ့တော့အဲ့လိုမလောက်ကြနဲ့အဲ့လောက်ထိကြီးမဖြစ်စီကြနဲ့ဟုတ်ပြီလားအဲ့ဒါတွေဟာပြိဿရေဘဝအတွက်ပစ္စည်းရာပစ္စည်းကြောင့်ဆုံးရှုံးရာဆုံးရှုံးကြောင်းဆုံးရှုံးကြောင်းတွေပဲတဲ့ဒါကြောင့်အဲ့လိုအမှုတွေပြိဿရေမကြုံအောင်တတိထားဖို့မလိုဘူးလားဟုတ်ပါဗျာသူတင်းရင်ကိုလျှော့သူတင်းကိုတင်းဆိုရင်ပြိဿရေအဲ့ဒီကျို့မပြတ်တတ်ဘူးလားပြတ်တတ်တယ်ဒေါသတရားဟာပြိဿရေနိုးနှစ်ဖက်လုံးတွေကောင်းကျိုးမပေးဘူးဟုတ်ပြီလားအဲ့တော့ကိုရင်မျိုးသားဒေါသထွက်နေပြီဆိုရင်အမျိုးသမီးကလိမ္မာပန်းနဲ့စွာနဲ့ပြိဿရေရှောင်ထွက်တတ်ဖို့မလိုဘူးလားလိုပါဗျာအမျိုးသမီးဒေါသထွက်နေတဲ့အခါမှာလည်းပဲမျိုးသားကပြိဿရေလိမ္မာပန်းနဲ့စွာနဲ့အလျှော်ပေးရှောင်ထွက်တတ်ဖို့မလိုဘူးလားလိုပါဗျာအချိန်တန်ရင်တော့ပြည်သွားတာပဲမဟုတ်လားဗျာနော်အဲ့တော့ပြိဿရေနည်းနည်းမရလို့ဆိုတာတိတ်အချစ်ကြီးကြတာဦးဇင်းတို့ကြားဖို့တဲ့အကြောင်းလေးတစ်ခုရှိသေးတယ်နည်းနည်းမရရန်ဖြစ်ကြအိမ်ထဲကအိမ်ပြင်မထွက်သေးဘူးပထမတော့ထုံးလဲထိုင်းလဲဘုံနဲ့ပိုင်းနဲ့ရိုက်ကြတော့မယ်ပုတ်ကြတော့မယ်လို့ဖြစ်တာနော်အဲ့တော့အလုပ်လေးသွားမယ်လေးဆိုရောပြိဿရေဒေါသထွက်သုံးခဏတော့မင်းပါလဲငါပါလဲမဖြစ်ဘူးလားဒေါသလေးပြီးသွားတဲ့အခါကျတော့တဲ့တက္ကကြီးကအလုပ်သွားအောင်မှငါအုတ်ထုတ်ဘယ်နှမ်းထားတယ်လဲမသိဘူးအမှန်ကတော့အုတ်ထုတ်ထားတာကိုသူမြင်တယ်နော်ဟုတ်လားတခါတလေပြိဿရေလူလောကကြီးဟာပြောစရာကောင်းတဲ့တချို့အဖွဲအနွဲ့တွေဟာစာရေးဆရာတွေမှမဟုတ်ဘူးလောကထဲမှာမရှိဘူးလားတမင်ဖန်တီးယူလို့ဖြစ်လာတာမဟုတ်ဘူးเนาะသူ့ဟာလေးနဲ့သူအကြောင်းတိုက်ပြီးတော့ဖြစ်လာတာဟုတ်ပြီလားအဲ့တော့ကိုယ့်ဟာနဲ့ကိုဒီအုတ်ထုတ်ကြီးယူသွားလို့မရဘူးလားအမှန်ကတော့သူ့မျိုးသမီးနဲ့သူပြန်ပြေးလေကျင်တာကိုဗျာเนาะငါအုတ်ထုတ်ဘယ်နှထားပါလေမျိုးသမီးကဆိုင်ရင်စီးမြင်ဘူးလားတော့ဟိုမှာခုံပေါ်တင်ထားတာဟောအစင်ပြန်ပြေးမသွားဘူးလားပြေးသွားတယ်အမြဲတမ်းကြီးစိတ်ဆိုစိတ်မကောင်းနိုင်ကြပါဘူးအမြဲတမ်းကြီးစိတ်ဆိုစိတ်ကောက်ပြီဆိုတော့အဲ့ရေစက်ကုန်လို့ပဲနေမှာပါဗျာနော်တွေးကြတာလဲရေစက်ရှိလို့ကွဲကြတာလဲရေစက်ကုန်လို့ဟုတ်လားအဲ့တော့ဘလို့ပဲနေနေပြိဿရေစုံလို့ကြုံလာရတဲ့ဒီဘဝလေးမှာတူကစေတနာတူကမေတ္တာချစ်ချင်းနဲ့မေတ္တာကိုအဓိကထားပြီးတော့မိသားစုအိမ်တော်ရေးတွေအစဉ်ပြေအောင်နေကြဖို့ကြီးပွားအောင်နေကြဖို့ချမ်းသာအောင်နေကြဖို့ကောမလိုဘူးလားလိုပါတယ်ဦးဇင်းတို့ကဆွေတော်မျိုးတော်များအဖြစ်အတိမတ်ပြုပြီးတော့ကိုဖေမေ
ကိုအကူမများလို့သဘောထားပြီးတော့ဦးဇင်းတို့ကအိမ်တော်ရေးတွေစင်ပြေစေခြင်းနဲ့ကြီးပွားစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့ငြိမ်းချမ်းတဲ့ဘဝပြည့်စုံတဲ့ဘဝတွေကိုပိုင်ဆိုင်စေခြင်းပါလေဒါကြောင့်ပြိဿကြီးဒါလေးတွေထည့်ပြောတာနော်ဘုရားရေပလင်မောတက်ပြီးတော့မှဘာလို့လို့လူလောကအကြောင်းတွေပြောနေတာလေလို့ဒီလိုလဲမမှတ်နဲ့ဘုရားရှင်ကိုရောမြတ်ကိုယ်တိုင်ပြိဿကြီးအိမ်တော်ရေးတရားတွေဟောသွားတာများစွာရှိတယ်နော်အဲ့ဒီထဲမှာဦးဇင်းတို့ကနည်းနည်းလေးအနည်းငယ်များလေးပဲထုတ်ပြီးတော့ဒကာကြီးဒကာမကြီးများကြုံတွေ့ဖြတ်သန်းနေရတဲ့အကြောင်းလေးကိုပြိဿကြီးတွတ်စီစီလေးပြောပြတာဟုတ်ပြီလားဘာကြောင့်မို့ပြောပြတာလဲလို့ဆိုတော့ပြိဿကြီးငြိမ်းချမ်းသာယာတဲ့မိသားစုဘဝပြည့်စုံကောင်းမွန်တဲ့မိသားစုဘဝအိမ်တော်ရေးတွေကိုတည်ဆောက်နိုင်စေခြင်းကြောင့်လို့ပြောပြတယ်လို့ဒီလိုမှတ်ပါနော်အဲ့တော့ပြိဿကြီးလောကကြီးဟာလောဘတွေတိတ်ကြီးနေတယ်ဒေါသတွေတိတ်ကြီးနေတယ်မောဟတွေတိတ်ကြီးနေအဲလိုလောဘတွေဒေါသတွေမောဟတွေကြီးနေတာနဲ့အမြပြိဿရဲ့လောကကြီးမပြည့်စုံနိုင်ဘူးလားထို့အတူပဲအဲ့ဒီလောကကိုမိတင်းနေကြတဲ့တတ္တဝါမန္တများကိုပြိဿရဲ့မပြည့်စုံနိုင်ဘူးလားဒေါသအာကြီးနေတဲ့လောကလောဘအာကြီးနေတဲ့လောကဒေါသအာကြီးမောဟအာကြီးနေတဲ့လောကဘယ်တော့မှမငြိမ်းချမ်းဘူးတဲ့လောဘဒေါသမောဟတွေအာကြည့်တဲ့လောကပြိဿရဲ့ဘယ်တော့မှမငြိမ်းချမ်းဘူးဒါဆိုရင်အဲ့ဒီလောကကြီးလောဘတွေနေလာဖို့ဒေါသတွေနေလာဖို့မောဟတွေနေလာဖို့ပြိဿရဲ့မလိုဘူးလားမေတ္တာများများပို့ပါဗာများများပို့ရမှာပါလေလောကထဲမှာအဲ့ဒီလောဘအဲ့ဒီဒေါသအဲ့ဒီမောဟတွေကြောင့်ဒုက္ခရောက်နေကြတဲ့ပြိဿရဲ့တတ္တဝါတွေများစွာမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒီရှိကြတဲ့တတ္တဝါတွေဒုက္ခရောက်နေကြတဲ့တတ္တဝါတွေကိုပြိဿရဲ့နေစဉ်နဲ့အမြကောင်းမှုပြုတိုင်းသတိရတယ်အမြန်စင်ပြေကြပါစေအမြန်ကျမ်းမာကြပါစေအမြန်ချမ်းသာကြပါစေအလိုလောဘတွေလည်းအမြန်ပြည့်စုံကြပါစေလို့ပြိဿရဲ့နေစဉ်နဲ့အမြမေတ္တာပို့ပေးဖို့မလိုဘူးလားလိုပါတယ်ဗျာကိုမေတ္တာနော်အဲ့တော့ဗဇက်ကပြောပြီးတော့ပို့တာဟာပြိဿရဲ့ဘာမေတ္တာလဲပို့မေတ္တာကာယကံမြောက်ဝစီကံမြောက်နော်နောက်တကစိတ်ထဲကနေပြီးတော့မှနေစဉ်နဲ့အမြပြိဿရဲ့တရားဝါရီချမ်းသာဖို့တရားဝါရီချမ်းသာဖို့တရားဝါရီဆင်ပြေဖို့ဆင်းရဲဒုက္ခတွေကလွတ်ဖို့လို့ဆိုတဲ့ထားမေတ္တာစိတ်ကလေးနဲ့ထားရမယ်ပို့မေတ္တာပြိဿရဲ့ပို့ရတယ်လို့ထားမေတ္တာလေးလည်းယင်ထဲမှာမရှိရဘူးလားရှိရပါတယ်ဗျာထားမေတ္တာရဲ့လွတ်နေရင်ပို့မေတ္တာလည်းပြိဿရဲ့ဝယ်မသွားနိုင်ဘူးလားဝယ်သွားနိုင်တယ်ဒါကြောင့်ထားမေတ္တာလည်းရှိရမယ်ပို့မေတ္တာလည်းရှိရမယ်နောက်တစ်ခါပေးမေတ္တာလည်းရှိရမယ်ဗာမေတ္တာရှိရမှာပါလေကိုယ်တက်နေဘက်ကနေတက်နေသလောက်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုပြိဿရဲ့ကူညီရမယ်တဲ့အဲ့လိုကူညီခြင်းဟာပေးမေတ္တာလို့ခေါ်ပါတယ်ဗာမေတ္တာလို့ခေါ်ပါလေလောကကြီးထဲမှာပုမေတ္တာနဲ့ထားမေတ္တာကတော့ပြိဿရဲ့လူတော်များများစိတ်ပါမလုပ်ကြဘူးလားဒါပေမဲ့လို့ပြိဿရဲ့ပေးမေတ္တာကြတော့တရားမှာတယောက်ပဲလုပ်တယ်တရားမှာအဲ့လိုဆိုတော့ပြိဿရဲ့ဆင်းရဲတွင်းကပို့ပြီးတော့နစ်မသွားဘူးလားမေတ္တာသုံးမျိုးလုံးညီမျှကြရင်ပြိဿရဲ့ဘယ်လိုအခက်ခဲပဲကြုံဘယ်လိုဒုက္ခပဲဆုံးပြိဿရဲ့များမညာပြီးပြန်ပြီးတော့ပြည့်စုံနိုင်တယ်ကောင်းမွန်နိုင်တယ်ပြည့်စုံကောင်းမွန်မှုမဖြစ်နိုင်ဘူးလားအေးဒါကြောင့်ကိုမေတ္တာလည်းကိုပါထားမေတ္တာလည်းထားပါပေးမေတ္တာလည်းပဲဆင်းရဲဒုက္ခရောက်နေကြတဲ့ပုဂ္ဂိုလ်တွေကိုပြိဿရဲ့တတ်နိုင်တဲ့မြတ်ကိုကြီးထောက်ပံ့လူတတ်မှုတွေကိုမပြုသင့်ဘူးလားအဲ့လိုပြုမှာပဲပြိဿရဲ့လောကကြီးကအမြန်ငြိမ်းချမ်းလိမ့်မယ်တဲ့အမြန်ပြည့်စုံလိမ့်မယ်တဲ့အမြန်ကောင်းမွန်လိမ့်မယ်တဲ့ဒေါသတရားတွေအာကြီးနေရင်ပြိဿရဲ့မေတ္တာတရားတွေရှိပါမလားရှိပါဘူးဗျာမရှိဘူးဒေါသတွေလောဘတွေမောဟတွေအာကြီးနေရင်ကိုယ်တဏ္ဍာမှာပြိဿရဲ့ပြန်ပြီးတော့သုံးတတ်လိုက်ကုသိုလ်တရားတွေဆုပ်ယုပ်နေပြီဘာတရားတွေဆုပ်ယုပ်နေပါလဲကုသိုလ်တရားတွေဆုပ်ယုပ်နေပြီတဲ့အဲ့ဒါဆိုရင်ပြိဿရဲ့လောဘတွေနဲ့အောက်ဒေါသတွေနဲ့အောင်မောဟတွေနဲ့အောင်ပြိဿရဲ့ကိုပြုပြင်ပြီးတော့မှတိဆောက်ဖို့မလိုဘူးလားလိုပါတယ်ဗျာဘယ်နှနာရင်လဲထိုးပြီး
ကိုနာယီခွဲတော်မယ်ရှင်နေလိုက်တာအိတ်ကအိတ်ရှင်လာပြီဒီလိုပြိတ္တကိုမရှိဘူးလားမရှိဘူးသိတယ်ဦးဇင်းတော်ကဟောဒီပြိတ္တကိုယုံကြည်တယ်ဖြစ်နေလို့ရှိရင်ရှေ့ရနေ့နတ်တော်မြို့တရားပွဲကိုအကုန်လုံးကျန်ဒီကဆရာတော်ပြောသလိုပဲအိတ်ထဲခောက်ထည့်ပြီးတော့ကုန်းခေါ်သွားခြင်းသေးတာနော်အဲ့တော့ပြိတ္တကြီးလူတို့လောကကြီးလောဘတွေကြီးစိုးလာပြီဆိုရင်ဒုက္ခဘေးတွေငတ်မွတ်တဲ့ဘေးတွေပြိတ္တကြီးမတွေ့ကြုံရနိုင်ဘူးလားဒေါသတွေကြီးစိုးလာနိုင်ရင်လည်းပဲပြိတ္တကြီးတတ်ချင်းဖြတ်ခြင်းအစရှိတဲ့စပယ်ပြိုင်ခြင်းအစရှိတဲ့ဘေးဒုက္ခတွေကိုမတွေ့ကြုံရနိုင်ဘူးလားမောဟတွေအကြည်လာရင်လည်းပဲပြိတ္တကြီးအနာယောဂတွေထူပြောလာနိုင်တယ်တဲ့မောဟတွေအကြည်ရင်နာယောဂတွေထူပြောမယ်ဒေါသတွေအကြည်ရင်ပြိတ္တကြီးမငြိမ်းချမ်းတော့ဘူးလောဘတွေအကြည်လာရင်ငတ်မွတ်တဲ့ဘေးတွေနဲ့လည်းပဲပြိတ္တကြီးတွေ့ကြုံရမယ်တဲ့လောကကြီးဟာပြိတ္တကြီးဒီကနေ့မြင့်မြင့်ပဲစာတွင်းတဲ့လောကအတွေ့ပြိတ္တကြီးဒီကနေ့လောကတိုက်ဆိုင်လို့မနေဘူးလားဒါဆိုရင်အလုံးသောသူတော်ကောင်းတို့ရဲ့တဏ္ဍာမှာလောဘတွေနေဖို့ဒေါသတွေနေဖို့မောဟတွေနေဖို့မကြိုးစားသင့်ဘူးလားမေတ္တာများများပွားဘာများများပွားရမှာပါလဲမေတ္တာများများပွားတဲ့ဘာကြောင့်လဲမေတ္တာပွားခြင်းအပြင်လောဘတွေလည်းနေသွားနိုင်တယ်ဒေါသတွေလည်းနေသွားနိုင်တယ်မောဟတွေလည်းနေသွားနိုင်တယ်အဲဒီလောဘတွေဒေါသတွေနေသွားရင်ပြိတ္တရဲ့ဘဝငြိမ်းချမ်းမှုကိုမရနိုင်ဘူးလားလောဘဒေါသမောဟတွေကြီးစိုးနေတဲ့၍ကြီးပွားနေတဲ့၍အလံတလူလူလွင့်နေတဲ့၍ပြိတ္တရဲ့ဘဝဒုက္ခတွေမများရနိုင်ဘူးလားဒါဆိုရင်လောဘတရားတွေဒေါသတရားတွေမောဟတရားတွေကတတ္တဝါတွေကိုကောင်းကျိုးမပေးဘူးလို့ဆိုတာမသိကြဘူးလားသိကြတယ်တဲ့ဒါဆိုရင်မိမိတို့ရဲ့တဏ္ဍာမှာအာလောဘတွေဟူသောဒါနတရားတွေတိုးပွားဖို့အာဒေါသတွေဟူသောဒါနတရားတွေတိုးပွားဖို့အာလောဘတွေဟူသောမာနတရားတွေတိုးပွားဖို့အာမောဟတွေဟူသောပညာတရားတွေတိုးပွားဖို့ကြိုးစားဖို့မလိုဘူးလားအာဒေါသတဲ့ပြိတ္တရဲ့အာဒေါသဆိုတာဒေါမရှိတာဒေါသကင်းတာဒေါသနဲတာကိုဒီလိုဆိုတယ်နော်လောဘလို့ဆိုတာကတော့ပြိတ္တရဲ့ဒေါသရှိတာဒေါသနဲ့ပဲပြုတ်မှုတာဒေါသနဲ့ပဲဆက်ဆံတာဒါကိုပြောတာဟုတ်ပြီလားအဲ့တော့အာဒေါသဆိုတဲ့တရားကိုယ်တန်ထဲမှာရှိနေပြီလို့ဆိုရင်ပြိတ္တရဲ့ဒေါသတရားဟာကိုယ်နဲ့ဝေးလို့မသွားဘူးလားဒါဆိုရင်ကိုယ်တန်ထဲမှာကုသိုလ်စတင်စုပြီလို့သဘောပေါက်ဘာစတင်စုပါလဲနောက်တကပြိတ္တရဲ့လောဘတွေကြီးစိုးလာရင်လောဘတွေအကောင်းလာရင်ပြိတ္တရဲ့တရားတာမတရားတာလောကတွေ့နိုင်သေးရဲ့လားလိုချင်တာပဲရချင်တာပဲပိုင်ဆိုင်ချင်တာပဲဒီစိတ်ပဲရှိတော့တယ်ဗျလောဘအာကြီးသွားရင်နော်ဒါဆိုရင်ဒီလောဘတရားကပြိတ္တရဲ့ကိုယ့်ရဲ့ဘဝကိုငြိမ်းချမ်းမှုကိုဖြစ်စေရဲ့လားမဖြစ်စေဘူးနော်အဲ့လိုဆိုရင်ကိုယ်တဏ္ဍာမှာဘာတရားဖြစ်အောင်လုပ်ရမလဲလို့ဆိုတော့အလောဘလို့ဆိုတဲ့မေတ္တာတရားတိုးပွားအောင်မေတ္တာတရားတည်ရှိအောင်မေတ္တာတရားချမ်းသာအောင်ပြိတ္တရဲ့ပြုလုပ်ရမယ်မေတ္တာတရားချမ်းသာအောင်ဘာလုပ်ရမလဲလောကအလုံးစုံတရားကြီးဒီကမာကြီးများစီးပွားကျက်တည်တွေစတဲ့ဘုတိုးတဲ့ချမ်းသာဖို့စီးပွားဥစ္စာတွေမရှားကြဘူးလားရှားတာဘာလို့ဖို့ရှိဖို့ရှားတာဘာလို့ဖို့လဲရှိဖို့ရှိလာတဲ့အခါကျရင်သူတစ်ပါးကိုပြိတ္တရဲ့ကိုရှင်နာလေးတွေပေးလို့ကမ်းလို့မရဘူးလားရပါတယ်ဗျာကိုမရှိရင်သူ့ကိုပေးလို့ရသေးရဲ့လားမရတော့ဘူးထို့တူပဲမေတ္တာဟာကိုယ်တဏ္ဍာမှာမရှိဘူးလို့ဆိုရင်မေတ္တာဒါနဘယ်သူ့ကိုမှပေးလို့မရတော့ဘူးဒါဆိုရင်ကိုယ်တဏ္ဍာမှာမေတ္တာတွေကိန်းဖို့မေတ္တာတွေပြိတ္တရဲ့ရှိနေဖို့နေ့စဉ်နဲ့မြဘုမေတ္တာထာမေတ္တာပိမေတ္တာတွေပြိတ္တရဲ့ဆောင်ရွက်ပေးဖို့မလိုဘူးလားလိုပါတယ်ဗျာလိုတယ်အဲ့ဒီမေတ္တာတွေကိုယ်တဏ္ဍာမှာတည်လာပြီးရှိလာပြီလို့ဆိုရင်ပြိတ္တရဲ့လောကကြီးကိုအဲ့ဒီမေတ္တာတွေပေးဝေလို့မရဘူးလားမရပါဘူးမေတ္တာဒါနပြုပြီးအမြတ်ဝေရင်လေဒါနပဲရသီလစောင့်တည်ပြီးအမြတ်ဝေရင်လေဒါနကုသိုလ်ရတယ်မေတ္တာပွားပြီးအမြတ်ဝေရင်လေဒါနကုသိုလ်ရတယ်
ဘာဝနာပွားပြီးအမြတ်ဝင်လည်းပဲဒါနကုသိုလ်ရတယ်တဲ့ဘယ်ကုသိုလ်ကိုပဲလှုပ်လို့ပြိဿကြီးကုသိုလ်လုပ်ပြီးအလုံးစုံသူတော်ကောင်းများအမြတ်တမ်းပေးဝေမှုမပြုကြဘူးလားပြုကြတယ်အဲ့ဒါဘာဒါနလေမေတ္တာဒါနဟုတ်ပြီလားဘာဒါနပါလေမေတ္တာဒါနပါဗျာကိုပြုလိုက်ရတဲ့ကောင်းမှုကုသိုလ်စုစုကိုတက်တည်တည်ပြီးတော့တို့ဒီကုသိုလ်ကိုပြုပါတယ်ထို့အတွက်ကြောင့်သင်တို့ဒီလည်းပဲဒီကုသိုလ်နဲ့ထပ်တူပြည့်စုံပါစေလို့ဒီလိုပေးလိုက်တာနော်အဲ့ဒါကိုပြိဿရေခံယူမဲ့လူကခံယူနိုင်တဲ့ဘဝမှာရှိနေလို့တာတို့ခေါ်ပြီးခံယူသွားရင်ကိုကုမေတ္တာဒါနမရဘူးလားရတယ်သူလည်းပဲပြိဿရေအဲ့ဒီမေတ္တာဒါနခံယူလိုက်ရတဲ့အတွက်ပြည့်စုံမှုဖြစ်မသွားဘူးလားဖြစ်သွားတယ်ဒါဆိုရင်အလုံးစုံသူတော်ကောင်းတို့ရဲ့တဏ္ဍမှာအလောဘမေတ္တာဒါနတွေပြိဿရေရှိဖို့မလိုဘူးလားလိုတယ်တဲ့နောက်တခါပြိဿရေလောဘတွေချုပ်ငြိမ်းကိုဒေါသတွေချုပ်ငြိမ်းကိုမောဟတွေပြိဿရေမတိုးပွားဖို့မစီပင်ဖို့ဆိုရင်အမောဟလို့ဆိုတဲ့ပညာနဲ့ပြည့်စုံဖို့လိုပါတယ်မောဟကပြိဿရေအမှောင်ညာအမိုက်တိုက်ပဲတတ္တဝါတူတရားရောက်ကိုဘာမှအမှန်ကိုမသိစေဘူးအမောဟကြတော့ပြိဿရေစัจကျင်ပဲတတ္တဝါတူတရားကိုပြိဿရေအမှန်ကိုသိစေတဲ့အမြင်ရှိတယ်ဟုတ်ပြီလားဒါကြောင့်အမောဟသည်ပညာစေတသိက်ပညာပြဋ္ဌာန်းနေပြိဿရေဘာစေတသိက်ပါလေပညာစေတသိက်ဘာစေတသိက်ပါလေပညာဆိုရင်ပြိဿရေခွဲခြားခြင်းစိတ်ဖြာခြင်းအတတ်ပညာတွေပါမလားဟုတ်လားဒါကတော့အကောင်းဟဲ့ဒါကတော့အကျိုးဟဲ့ဒါကတော့အဆိုးဟဲ့ဒါကတော့အမောင်းဟဲ့ဒါကတော့အမိုက်ဟဲ့ပြိဿရေအကောင်းအဆိုးအကြောင်းအကျိုးတွေကိုအဲ့ဒီပညာတရားဟာခွဲခြားစိတ်ဖြာမှုမပြုတ်နိုင်ဘူးလားမိမိတို့ရဲ့ဘဝထဲမှာအဲ့ဒီမောဟတရားတွေကင်းသွားအောင်ပြောင်းသွားအောင်ပြုလုပ်မယ်လို့ဆိုရင်ပြိဿရေတရားစခန်းဝဲတွေကိုသွားပါတရားတွေနာပါခွေတရားတွေလည်းနာပါစားတွေလည်းဖတ်ပါအဲ့လိုဖတ်ထားသိထားတဲ့တရားဓမ္မများသိမြင်များလောကဘုဒ္ဓတလောကုတ္တရာဘုဒ္ဓတများကိုကိုယ်တိုင်နဲ့ကျင့်သုံးမှာပါဝင်ခြင်းကိုလည်းပြိဿရေမျှဝေပါအဲ့ဒါဆိုရင်မိမိတို့တဏ္ဍာမပရိသတ်ရေသူတော်ကောင်းတို့ရေပညာတရားတွေတိုးပွားမှုမဖြစ်လာနိုင်ဘူးလားဒီကနေ့ဟောဒီတရားပွဲကိုပေးလျှောက်ကြတဲ့ဒကာကြီးဒကာမကြီးများအားလုံးဟာပညာဒါနပေးတာနဲ့လေအလားတန်တူတယ်ဘာဒါနပေးတာနဲ့အလားတန်တူပါလေအဲ့တော့တရားပွဲပေးလျှောက်တဲ့အခါကျတော့ဆရာတော်တန်ဃာတော်များကသူတို့တိထားတတ်ထားမှတ်ထားသင်ထားတာလေးတွေကိုပရိသတ်ရေနှုတ်တဲ့အကုံဆောင်ထားတာရောနှုတ်တဲ့အကုံမဆောင်နိုင်ရင်လည်းနှုတ်လေးတွေရေးယူလာပြီးတော့မှသိစေမတ်စေဖို့လာရောက်ပြီးတော့မှပြောပြဟောပြမှုမပြုဘူးလားသင်ပေးလိုက်တာနဲ့တူတယ်ဟုတ်လားမသိသေးတာကိုသိသွားအောင်သင်ပေးလိုက်တာနဲ့တူတယ်တဲ့ဒါဆိုရင်ဒီတရားနာပရိသတ်ကဒီကနေ့လာရောက်ပြီးတော့မှသင်ယူတာဟုတ်ပြီလားဘုရားတို့ကလာရောက်ပြီးတော့မှသင်ပြတာဆရာမများနဲ့ပရိသတ်ရဲ့တပည့်ကျောင်းသားများလို့ဟောပြနော်အဲ့တော့အဲ့လိုသင်ခြင်းအဖြစ်တည်သွားခြင်းအဖြစ်ပရိသတ်ရဲ့ပညာတွေမတိုးပွားဘူးလားအကောင်းအဆိုးအကြောင်းကျိုးတွေကိုပရိသတ်ရဲ့ခွဲခြားစိတ်ဖြာမှုမပြုလာနိုင်ဘူးလားပြုလာနိုင်တယ်တဲ့အဲ့ဒါပညာရဲ့တကူပညာရဲ့အကျိုးပညာဒါနတွေမဟုတ်ဘူးပရိသတ်ရဲ့နောက်တစ်ခါအမတဒါနဘာဒါနပါလေတရားဝေရီလုပ်ပြီးခြင်းတရားစခန်းနေကျင့်ပါခြင်းအပြင်ပြိဿရေအမတဒါနအမြတ်နိဗ္ဗာန်ကိုလူရရောက်ပါတဲ့အမြတ်နိဗ္ဗာန်ကိုဘာဖြစ်ရရောက်ပါလေလူရရောက်ပါလေဗျာဒါဆိုရင်တရားဝေကျင့်ပါကြတဲ့တက္ကကြီးတွေတက္ကမကြီးတွေထိန်ကုန်ရွာသူရွာသားများအလုံးပြိဿရေဒီကနေ့အမတဒါနကိုလည်းပေးလူရမရောက်ဘူးလားရောက်ပါလေဗျာအမြင့်ဆုံးအမျက်ဆုံးဒါနပဲတဲ့နော်ဒါကြောင့်မြတ်စွာဘုရားကသဗ္ဗဒါနံဓမ္မဒါနံဇိနာတိအလူတကအလူထဲမှာတရားအလူကအမျက်ဆုံးလို့မဟောဘူးလားဟောပါတယ်ဗျာအဲ့လိုဟောတဲ့အခါကျတော့ပြိဿရေပြေးကြောက်ကြတဲ့အခါကျတော့ဆရာတော်သံဃာတော်များကမြတ်ဗုဒ္ဓရဲ့တရားဓမ္မများကိုတဆင့်ခန့်လို့ဓမ္မကိုယ်စားလှယ်နေနဲ့သူတို့တိထတထရာလေးတွေဒကာဒကမများသိစေခြင်းတက်စေခြင်းသာလေးတွေကိုပြိဿရေလာရောက်ပြီးတော့မှပြောပြဟောပြမှုမပြုဘူးလားဓမ္မနဲ့ကျေးဇူးဆက်တာဘာနဲ့ကျေးဇူးဆက်ပါလိမ့်တရားဝေတဲ့ပြောတဲ့ဥဒင်းတို့ကိုပစ္စည်းလေးပြတိုင်းကထောက်ပံ့ကြတဲ့ဒကာဒကမများသည့်ယဟန်တန်ဃာများရဲ့ကျေးဇူးရှင်ပဲအဲ့ဒီပစ္စည်းလေးပြဒကာဒကမများမထောက်ပံ့ရင်ပြိဿယဟန်တန်ဃာရဲ့သာသနာမှာနေလို့ဖြစ်ပါမလားမဖြစ်ပါဘူးဗျာ
ဖြစ်ဘူးပါရမီရင့်တန်ကြလို့တိုးတဲ့တောင်လေးဝင်ပြီးတော့တေကိုတေကိုစားပြီးတော့ပြိဿရဲ့နိဗ္ဗာန်ပြုသွားကြတဲ့သူတော်ကောင်းကြီးများကိုမဆိုလိုဘူးနော်တာမန်ပြိဿရဲ့ဦးဇင်းတို့လိုရှင်ယဟန်ဒီအဖို့ပစ္စည်းလေးပြထောက်ပံ့မှုမရှိရင်အဲ့ဒီယဟန်သာသနာမှာရှိပါဦးမလားသာသနာကိုပြိဿရဲ့စီပင်နိုင်ပါဦးမလားသာသနာရှိခန့်တည်တံ့မှုကိုပြိဿရဲ့ရှိလာနိုင်ပါဦးမလားဒါဆိုရင်သာသနာအတွက်တန်ဃာတွေအတွက်ပစ္စည်းလေးပြတိုင်ကမှာများကကျေးဇူးမရှိဘူးလားရှိတယ်တဲ့ထို့အတူပဲအဲ့ဒီကျေးဇူးတွေကိုသိတဲ့တော်အဖြစ်ပြန်ဆက်သွားခြင်းတရားဓမ္မတွေကိုသိသလောက်တတ်သလောက်သင်အံကျင့်မှန်ပြီးတော့ပြန်လေဟောပြပြောပြတဲ့ယဟန်တန်ဃာများကလည်းပဲတရားဓမ္မများရဲ့ကျေးဇူးရှင်ပါတယ်ဥပနိတယပစ္စည်းဟုတ်ပြီလားအပြန်ပြန်အလလအမိတဟဲပြုတ်မနေဘူးလားဟောဒီယဟန်တန်ဃာတွေဟောဒီသာသနာနေပြောနိုင်ဖို့မြတ်ဗုဒ္ဓသာသနာအသက်ဆက်နိုင်ဖို့ရှင်သန်နိုင်ဖို့တန်ဃာတော်များထမ်းရွယ်မှုပြုကြတဲ့နေရာမှာလူတရားဓမ္မများရဲ့ပစ္စည်းလေးပြပရိသတ်ရဲ့အထောက်ပံ့လိုတယ်မလိုဘူးလားအဲ့ဒီပစ္စည်းလေးပြထောက်ပံ့ရတဲ့တရားဓမ္မများရဲ့ပရိသတ်ရဲ့အကောင်အဆိုးအကြောင်းအကျိုးစရှိတဲ့ကုသိုလ်အကုသိုလ်တွေကိုခွဲခြားစိတ်ပြလို့အကုသိုလ်တွေရှောင်နိုင်ဖို့ကုသိုလ်တွေကိုဆောင်နိုင်ဖို့အလုပ်တွေအဲ့လိုအလုပ်တွေလုပ်နိုင်ဖို့ပြောပြဟောပြဖို့ကြတော့ပရိသတ်ရဲ့ယဟန်တန်ဃာများရဲ့တာဝန်ဘုဒ္ဓတာဝန်ပါလေဒါဆိုရင်ပရိသတ်ရဲ့တရားတွေကလည်းတရားတာဝန်ကြည်ပြွန်ကြလို့ဆရာဖြစ်တဲ့ယဟန်တန်ဃာများကလည်းဆရာတာဝန်ကြည်ပြွန်ကြလို့ဒီကနေ့သာသနာနဲ့9000ကျော်လာခဲ့ပြီဘယ်လောက်ကျော်ခဲ့ပြီပါလဲ9000ကျော်ခဲ့ပြီဗျာနော်တန်ခါကျေးဇူးလို့ဒီလိုပြောရင်ပြိဿရေမှားပါမလားမှားပါဘူးဗျာဟောဒီသာသနာပြိဿရေဟောဒီနိုင်ငံမှာကိုယ်ွယ်ခွင့်ရဖို့တီယိုမှာတစ်ချိန်တုန်းကပြိဿရေတပ်ဖြတ်ခြင်းတဘုံကံဘေးကြီးပေါ်ပေါက်မှုတဲ့တီယိုသာသနာသမိုင်းမှာနော်အဲ့ဒီမှာယဟန်တန်ဃာတွေများစွာတက်ခံရတဲ့အခါကျတော့တချို့ယဟန်တန်ဃာတွေထွက်ပြေးကြရင်းနဲ့လွတ်မြောက်ရမည်တွေပြေးကြရင်းနဲ့ရှောင်ကြရင်းနဲ့ပြိဿရေပိဋကစာပေတွေပျောက်သွားမှဆိုလို့တဲ့နှုတ်တဲ့ဆောင်းပြီးတော့ပြေးကြတာနော်အဲ့တော့မြေကမ်းပါရဲ့တခုဘေးမှာဗိုက်တွေကလည်းသိစားတာပဲတဲ့ပြိဿရေပြေးရင်လွားရင်ကျွေးမဲ့မွေးမဲ့လူတက်မဲ့ပြုတ်မဲ့လူမရှိတော့လေအဲ့တော့ဗိုက်တွေစားပြီးတော့နေကြအဲ့ဒီစာပေပရိယတ်တွေပျောက်သွားမှဆိုလို့တဲ့ပြိဿရေနေစဉ်နဲ့အမြအဲ့တဲ့အချိန်မှလွဲရအဲ့ဒီတန်ဃာတော်များဟာဟောဒီပိဋကသုံးပုံကိုနှုတ်တဲ့ရွရွပြိဿရေရွတ်ဆိုပြီးတော့နေကြတဲ့အဲ့လိုနေတဲ့အခါကျတော့ပြိဿရေဘိုက်မစားဘူးလားစားပါဗျာအလုံးလုံးမှဘိုက်စားတာမဟုတ်ပြိဿရေစကားပြောတရားဟောသခြင်းဆိုလေဘိုက်စားတယ်ဟုတ်ပြီလားအစာကြည်သွားတာနော်အဲ့လိုယဟန်တန်ဃာတွေဘိုက်စားကြတယ်တဲ့ဆံလောင်မှုဝမ်းမီးကိုပြိဿရေမငြိမ့်သက်နိုင်ကြဘူးငြိမ့်သက်เสียလည်းမရှိဘူးမရှိတဲ့အခါကျတော့ဘယ်လိုလုပ်လဲမြေကမ်းမီးမှာပြိဿရေအဲ့ဒီတဲဒီကိုတူးပြီးတော့ကိုလုံးမြောက်တော့အောင်တူးပြီးတော့တဲဒီကိုဘိုက်ပေါ်မှာဖုံးပြီးတော့မှအဲ့ဒီပိဋကစာပေတွေကိုတင်အံခဲ့ကြတယ်ကျင့်မှတ်ခဲ့ကြတယ်နှုတ်တဲ့ရွအကုန်ဆောင်ခဲ့ကြတယ်တဲ့နော်အဲ့ဒီကမှတဆင့်ပြိဿရေအဲ့လိုယဟန်တန်ဃာများခက်အစစ်စစ်အခက်ခဲပေါင်းများစွာနဲ့တင်ယူလာခဲ့ကျင့်မှတ်လာခဲ့ကြလို့ဒီကနေ့သူတော်ကောင်းကြီးများအဲ့ဒီတရားဓမ္မတွေကိုတဆင့်ခံပြီးတော့မှနာယူခွင့်မတ်သားခွင့်ရမနေကြဘူးလားဒါဆိုရင်ပြိဿရေပရိယတ္တိသာသနာမကွဲဖို့အရေးမကြီးဘူးလားအရိယတ္တိသာသနာသည်ရေတောင်းမြစ်တဲ့နော်ပฏิပတ်တိသာသနာရှင်သန်ဖို့ပြိဿရေပရိယတ္တိရေတောင်းမြစ်လိုတယ်တဲ့ရေတောင်းမြစ်မရှိရင်ပြိဿရေအပင်ကြီးရှင်သန်နိုင်ပါမလားဒါကြောင့်မို့အလိုတော်သူတော်ကောင်းများပရိယတ္တိစာပေသင်ယူနေကြတဲ့ယဟန်တန်ဃာများရှင်ငယ်များဆရာလေးများစာရည်တို့ကိုတတ်နိုင်သမျှတွေ့ခဲ့ကြုံခဲ့ရင်လူတန်းထောက်ပံ့ကြဖို့ဦးဇင်းတို့လေးလေးနက်နက်တိုက်တွန်းပါလေနော်လူတန်းထောက်ပံ့ဖို့မပြုတ်တင်ဘူးလားပြုတ်တင်ရင်ပြုတ်ကြရမယ်ကြနော်အဲဒီလိုပရိသတ်ရဲ့ဒါနမှုတွေပြုတာသီလမှုတွေပြုတာဘာဝနာမှုတွေပြုတာမိမိတို့တဏ္ဍာမရှိနေတဲ့လောဘတရားတွေဒေါသတရားတွေမောဟတရားတွေဝေးသွားအောင်ကျင်းသွားအောင်ယောသွားအောင်ပါသွားအောင်ပျောက်သွားအောင်ပြုလုပ်လိုက်ကြပါပဲဒါဆိုရင်လောဘတရားတွေဒေါသတရားတွေမောဟတရားတွေကိန်းနေရင်ဦးဇင်းတို့သူတော်ကောင်းတို့ရဲ့ဘဝငြိမ်းချမ်းမှုကိုမရနိုင်ဘူးလားလောဘတွေစုဖို့နေမယ်ဒေါသတွေစုဖို့နေမယ်မောဟတွေစုဖို့နေမယ်လို့ဆိုရင်အဲ့ဒီဘဝငြိမ်းချမ်း
เนี่ยบวชလို့ဆိုရပါမလားမဆိုရဘူးပြိတ္တိဒေါသတွေနဲ့တောက်လောင်နေတယ်မောဟတွေနဲ့ပူလောင်နေတယ်နော်လောဘတွေနဲ့စုပွနေတယ်လို့ဆိုရင်အဲ့ဒီလူရဲ့သဏ္ဍာန်အဲ့ဒီလူရဲ့ဘဝဟာမငြိမ်းချမ်းဘူးတဲ့ငြိမ်းချမ်းတဲ့ဘဝကိုသူဘယ်လိုနည်းနဲ့မှမပိုင်ဆိုင်နိုင်ဘူးတဲ့ဒါဆိုရင်ပြိတ္တိလောဘနေဖို့ဒေါသနေဖို့မောဟနေဖို့မလိုဘူးလားလောဘတွေနေသွားမယ်ဒေါသတွေနေသွားမယ်မောဟတွေနေသွားမယ်ဆိုရင်အလုံးသောသူတော်ကောင်းများရဲ့ငြိမ်းချမ်းတဲ့ဘဝသာယာတဲ့ဘဝပြည့်စုံတဲ့ဘဝကောင်းမွန်တဲ့ဘဝကိုမပိုင်ဆိုင်ရနိုင်ဘူးလားတရားမြည်ကဘာပါလိမ့်ဘဝငြိမ်းချမ်းရေးတရားတော်တဲ့အတူချုပ်ပြောရင်လို့ဘဝထဲမှာပြိတ္တိဒေါသတွေနေနိုင်သမျှနေအောင်ပါနိုင်သမျှပါအောင်ပြောင်းနိုင်သမျှပြောင်းအောင်ကုန်နိုင်သမျှကုန်အောင်နံပါတ်1ကျင့်ရမယ်သဘောပေါက်ရဲ့လားနံပါတ်2ကလောဘတရားတွေနေနိုင်သမျှနေအောင်ပါနိုင်သမျှပါအောင်ပြောင်းနိုင်သမျှပြောင်းအောင်ကုန်သွားအောင်ပြိတ္တိဘာလို့ရမယ်ကျင့်ရမယ်နောက်တကမိမိတဏ္ဍာမှာရှိနေတဲ့ပြိတ္တိအမောင်ဖုံးစေတဲ့အမိုက်တိုက်တွေကိုဖြစ်ပေါ်စေတဲ့ဘဝဒုက္ခတွေကိုရောက်စေတဲ့မောဟတရားတွေလည်းပဲနေနိုင်သမျှနေအောင်ပါနိုင်သမျှပါအောင်ပြောင်းနိုင်သမျှပြောင်းအောင်ကုန်နိုင်သမျှကုန်အောင်ပြိတ္တိကျင့်ကြံကြဖို့နေထိုင်ကြဖို့မလိုဘူးလားအဲ့လိုလောဘတရားတွေဒေါသတရားတွေမောဟတရားတွေဘဝထဲမှာမရှိတော့ဘဲနဲ့အဲ့ဒီလောဘဒေါသမောဟနေရာမှာအလောဘအဒေါသအမောဟတွေဟူသောတရားတို့တရားမြတ်တရားကောင်းတွေကြီးစိုးလာရင်ကြီးပွားလာရင်ရှင်သန်လာရင်ပြိတ္တိဘဝမှာငြိမ်းချမ်းမှုတွေကိုမရနိုင်ဘူးလားလောဘနေရင်ဒေါသနေရင်မောဟနေရင်လောဘကုန်ရင်ဒေါသကုန်ရင်မောဟကုန်ရင်တဲ့ပြိတ္တိဘဝငြိမ်းချမ်းရေးရပါပြီဘဝဘာရပါပြီလဲအဲဒီလောဘတရားဒေါသတရားမောဟတရားတွေကိုပြိတ္တိသူတော်ကောင်းတို့ရဲ့နိုင်အောင်မတိုက်နိုင်သေးဘူးလို့ဆိုရင်တော့မငြိမ်းချမ်းတဲ့ဘဝတွေနဲ့ပဲဦးဇင်းတို့ရှစ်ဆက်နေကြရအောင်မယ်တဲ့ခန္ဓာသံဃာတွေလည်းပြိတ္တိရှိကြရပါအောင်မယ်ဒါကြောင့်အလုံးသောသူတော်ကောင်းများဒါနပြုခြင်းအပြင်လောဘတွေနေနိုင်အောင်လုပ်ပါသီလစောင့်တည်ခြင်းအပြင်လောဘတွေဒေါသတွေနေနိုင်အောင်လုပ်ပါဘာဝနာပွားခြင်းအပြင်မောဟတွေနေနိုင်အောင်လုပ်ပါခုလိုတရားဝဲတွေဆောင်ရွက်ခြင်းတရားစကားတွေဝင်ခြင်းဓမ္မသဘင်တွေဆောင်ရွက်ပေးခြင်းဖြင့်ပြိတ္တိရဲ့လောဘဒေါသမောဟတွေနေအောင်ပြုလုပ်ဆောင်ရွက်လို့မရဘူးလားရပါတယ်နော်အဲ့လိုရသေးခြင်းလို့ပြိတ္တိရဲ့ရအောင်လို့ဆိုပြီးတော့ဒီကုန်းရွာသူရွာသားများဆွေတော်မျိုးတော်များမောသူမောသားရတုရသနေသူနေသာဒီမှာမိတဲ့နေထိုင်လာရောက်ကြတဲ့အာလုံးသောအရာလေးမျက်နှာမှာပုဂ္ဂိုလ်များအလုံးကပြိတ္တိရဲ့လောဘနေဖို့ဒေါသနေဖို့မောဟနေဖို့မိမိတို့တဏ္ဍမှာလောင်နေတဲ့ကိလေသာဘူမိတွေငြိမ်းသွားစေဖို့လို့ဆိုပြီးတော့မှပြိတ္တိရဲ့တရားဝေတွေပြုလုပ်ကြတာဖြစ်တယ်လို့ဦးဇင်းတို့ကတော့ဒီလိုသိမှတ်ပါတယ်နော်အခုလိုဟောတဲ့နားတဲ့အခိုက်အတန့်လေးမှာတရင်ကပဟံအချင်းတော်အလုံးစုံသူတော်ကောင်းတို့ရဲ့စိတ်ထဲမှာလောဘဒေါသမောဟတွေနေမသွားဘူးလားအဲဒီခိုက်တန့်လေးရပြိတ္တိရဲ့ဘဝငြိမ်းချမ်းရေးရတာဘာရတာပါလဲဘုဒ္ဓနာဟာတိတ်ဖြူစင်နေတဲ့အခိုက်ပဲနော်လောဘနေနေတဲ့အခိုက်ဒေါသနေနေတဲ့အခိုက်မောဟနေနေတဲ့အခိုက်ဟောဒီအခိုက်တန့်လေးမှာဦးဇင်းတို့ယုံကြည်တယ်လောဘဒေါသမောဟမဖြစ်ဘူးလို့ဒီလိုယုံကြည်တယ်နော်အဲ့လိုလောဘဒေါသမဖြစ်တဲ့အလုံးသောသူတော်ကောင်းကြီးများဟာပြိတ္တိရဲ့တိတ်စင်ကြယ်နေတဲ့စိတ်ရှိတယ်တဲ့အဲ့ဒီတိတ်စင်ကြယ်နေတဲ့စိတ်နဲ့တရားဓမ္မတွေကိုနာကြားခြင်းအပြင်ပြိတ္တိရဲ့မဉ္ဇဉ်ဘုံဉ္ဇဉ်တိရနိုင်ပါတယ်တဲ့မဉ္ဇဉ်ဘုံဉ္ဇဉ်ကိုအားကြီးတဲ့ကျေးဇူးပြုမှုဖြစ်ပါတယ်တဲ့သဘောပေါက်ရဲ့လားဒါဆိုရင်အလုံးသောတရားနာပြိတ္တာပေါင်းသူတော်စင်သူတော်ကောင်းတို့တွေဒီလောဘငြိမ်းသောဒေါသငြိမ်းသောမောဟငြိမ်းသောဘဝတွေကိုပိုင်ဆိုင်ကြ၍ဘဝငြိမ်းချမ်းမှုတွေနဲ့ပြည့်စုံနိုင်ကြပါစေကုန်သတည်း